welcome wherever from wherever you are welcome ပါဒီချေတို့ကဒီနေ့ astrology နဲ့ပတ်သက်လို့branding architecture လေးမြင်မိတယ်ပေါ့နော်မထက်ရီရနောက်ပိုင်းမှာဘယ်လို position လုပ်မလဲဆိုတဲ့ဟာလေးကိုသူဆက်ပြီးတော့ the how လေးကိုသူနည်းနည်းလေး session ပြမယ်ဒီချေကတော့ the why နဲ့အရေးကြီးတဲ့ဒီ astrological transit တွေမှာဘာတွေလိုလာပြီလဲပေါ့နော်အခုခံစားမိကြလားတော့မသိဘူးပေါ့နော် the world is updating its OS operating system ယူကဘာရလောက်ပြောင်းနေပြီuser ကိုရီးယား user ဆိုလို့ရှိရင် user update တော့နှိပ်မှာဖြစ်မယ် okay အဲ့တော့ဒီထဲမှာ user တွေကဘလို့ခံစားမိလဲ the world ရဲ့ shift ကတကြောင်းနဲ့ပြောမယ်ဆိုလို့ရှိရင် what kind of shift do you feel အကယ်၍အဆင်ပြေရဆိုရင် chat box ထဲမှာ keyword လေးတစ်လုံးလေးပဲဖြစ်ဖြစ်ရေးပေးပါလား like how do you feel about this shift OS update လုပ်နေတဲ့ကဘာကြီးမှာ shaking identity shift မှန်တာပေါ့နောက်က whole new world a whole new world တချင်းလေးအောင်ဆိုလို့ရဟုတ်တယ်ကိုရီးလက်ကြမှာအရန်ကန်ကောင်းတာနော်လုံးဝ major planet transit တွေကကိုရီးလက်ကြမှာဖြစ်တာကန်ကောင်းလက်ကြတာကျမကျေးဇူးနော် universe နောက်က identity shift shaking yes you will feel like grounded မဖြစ်ဘူးဆိုတဲ့ခံစားချက်တွေခံစားကြရပါလိမ့်မယ်ဟုတ်တယ် uncertainty that's true keyword ပါတယ် uncertainty ပါတယ် renew and restore ဟုတ်ပြီရင်းပြောတာလေးလည်းသဘောကျတယ် chaotic yes shaking uncertainty chaotic too fast yes I will tell you why later moving swiftly speed ကိုခံစားရတယ်ပေါ့နော် good like it or not just follow with the universe flow အဲ့တော့ update button နှိပ်ဖို့တော့လိုပြီပေါ့နော် OS update တော့လုပ်လိုက်ပါတော့ဘယ်လိုလုပ်မလဲမထက်ဤသင်ပေးလိုက်မယ်ပြီးလို့ပြောပြလေးပေါ့နော် fast speedy yes emotional safety from new perspective yes အဲကြောင့်မို့ခုတလော nervous system အကြောင်းဒေါက်တာထက်ရီတို့ဒီချဲတို့တတိထားမိကြမယ်ဆိုရင်ပို့ပြီးပြောလာကြတယ်ဒီချဲတို့ကိုနိုင်လေဒီဟာရဲ့နိကိုမြင်လာတယ်ခံစားလာရတယ်the how လေးကိုပို့ပြီးနည်းနည်းနားလေလာတယ်ပေါ့ချိကုတ်လေးရတာချဲတို့ကချိကုတ်လေးအဲ့ဒါလေးကို share မယ် emotional safety ဟုတ်ပြီဒါဆိုလို့ရှိရင်ပြောချင်တဲ့လူရှိသေးလားမှန်ပါတယ် swift ဖြစ်တဲ့ဟာဆိုတဲ့ဟာကတော့ highest ပေါ့နော် impermanence yes ဒါတော့ရှောက်တင်နေတာ correct အဲ့တော့ခုနက fast ဆိုတဲ့ keyword ကိုပြောပြရမယ်ဆိုလို့ရှိရင် I'm not surprised ဘာလို့လဲဆိုလို့ရှိရင် Pluto က Aquarius air sign Gemini ကမကြသေးခင်ကမှ Gemini air sign လေတိုက်တာလေ share plan နဲ့နော် wee နဲ့အဲ့တော့ကိုရီမှာလည်းရှားမိရကိုကင်ထားပြီးတော့ဘလို့ဘယ်ဟာလေးကိုငါကင်ထားမှဖြစ်မလဲမသိဘူးဘာမှကင်လို့မရအောင်ပြဿနာအဲ့တော့ uncertainty ဆိုတာလည်းမှန်ပါတယ်အဲ့လိုအချိန်မှာဒီကျရဟို spiritual lens လေးပါနည်းနည်းလေးထည့်ပြောခြင်းတယ်ပေါ့နော်အဲ့ဒီ air energy တွေဆိုတာက basically ဒီကျတို့ရဲ့ဒီ throat chakra အပေါ်ပိုင်း third eye တို့ chakra crown တို့မှာဖြစ်တာတွေလေအဲ့တော့အဲ့နေရာမှာ activity တွေတအားကြီးကိုအလုပ်လုပ်နေတဲ့ OS update ကြီးလုပ်နေတဲ့အခါမှာဒီချေတို့ဘာကပို့လို့လာမလဲစဉ်းစားကြည့်မယ်ဆိုရင်ပေါ့နော်အစောကနောက်ဆုံး answer လေးမှာအဖြေတော့ပါသွားပြီ emotional safety yes go back to your heart and not only that ground your root root ဆိုတာ identity ပေါ့ခုဒီနေ့ညပြောမယ့်ဟာ identity နဲ့ပတ်သက်တဲ့ဟာတွေ identity ကိုတော့မှ how do you coherently ကြိုးကြောင်းစီလျော်တဲ့ identity ဟို branding ဆိုလို့ misconception တချို့မရှိအောင်တခါလေးလည်းပြောချင်တာလေးက not faking it not trying to be somebody else trying to be the best self that you already are ပေါ့နော် yes grounding တအားလိုအပ်လာမယ်ဒီ shift တွေကို bigger picture လေးမှာမြင်လာရပြီ hello အတန်လေးပိတ်ထားပေးပါကျေးဇူးတင်ပါတယ် okay အဲ့တော့ strategic branding လုပ်တယ်ဆိုတဲ့အခါမှာ keyword တစ်လုံးချင်းစီက strategy နီးသိရမယ် branding သိပြီးသားဒါပေမဲ့ strategic မရှိလဲ
ခုနောက်ပိုင်းက OS update လုပ်ရတာခက်လိမ့်မယ်6ပို့လှမ်းမှုပြောတာမဟုတ်ဘူးပေါ့နော် awareness တွေသိဖို့တက်ပဲဒီချေတို့အဲ cosmic blueprint ဒီချေကဒါကိုစကားလှလှလေးရွေးချယ်ပြီးချေတို့ကသုံးထားတာပေါ့ blueprint ဆိုတဲ့နေရာမှာကိုယ့်ရဲ့တိဆောက်ပုံက blueprint natal wiring ကရှိပြီးသားအဲ့တော့ natal chart ကိုဒီချေတို့က natal wiring အနေနဲ့ကြည့်မယ်ဆိုရင်ဒီ wiring မှာဒီ blueprint မှာအကောင်းဆုံးသုံးနိုင်ဖို့လည်းချေတို့ကstrategy တွေတိဆောက်ရလိမ့်မယ် strategy တွေဖန်တီးရလိမ့်မယ်အားသာချက်ကောအားနည်းချက်ကောနှစ်မျိုးလုံးကိုပေါ့နော်အဲ့တော့ဒီ age က the age of authenticity ဆိုတာရောဘယ်လိုမျိုးများနားလည်ကြပါလဲရှင် in one word again authenticity ပြောကြတယ်အရင်ပြောလာကြပြီဒီစင်တို့လည်းအရင်ပြောတာအဲ့ဒါ original be yourself to be true self true to yourself be yourself yep လွယ်လား being yourself ကလွယ်လား လွယ်ဘူးเนาะ conditioning တွေတအားများခဲ့တဲ့ဟုတ်တယ် conditioning တွေတအား genuine yep it's not easy conditioning တွေတအားများခဲ့တဲ့generation မှာနေခဲ့ရတဲ့ဒီအုပ်စု most of us ကနေခဲ့ရတဲ့ကြောင့်မလို့ yes ဟန်ဆောင်မှုကင်းတော့ yes you being as close to yourself as possible as connected ကိုနဲ့အရင် relationship တအားကောင်းတဲ့အနေအထား authentic identity နဲ့ personality လေးလည်းနည်းနည်းလေးကွဲအောင်ဒီချိန်နည်းနည်းပြချင်တယ်ပေါ့နော် personality ကကြတော့ you can actually depending on the context you can shift ဒါပေမဲ့ identity layer မှာကြတော့လေကိုခံယူထားတဲ့ဟာကcore value တွေ core philosophy တွေမပြောင်းရင်တော်တော်နဲ့ပြောင်းဖို့ခက်သွားပြီဆိုတဲ့အခါကျဒါလေးကနည်းနည်းလေး side track ပေါ့နော်အဲ့တော့ being yourself ဆိုတဲ့နေရာမှာလဲ unpack လုပ်စရာတွေအများကြီးရှိတယ် conditioning တွေတအားများတယ်လွှမ်းမိုးမှုတွေတအားများခဲ့တဲ့ culture တွေမှာအရန်ကိုဒီ being yourself ကပြောရတာသိလွယ်တာပဲဒါတခါကျရင်ဒီကိကလေးလေးကိုကြည့်လို့ရှင်သိအားကြအမေကစူရင်တော့နှစ်ခွန်းလောက်ပြန်စူလိုက်တာမျိုးကိုရီတော့ကတော့ပြောတင်ခံရပြီသိရမလားဆိုတဲ့အခါကျတော့ yes အခုအဲ့ရဲ့မတိမတာဝင်သွားခဲ့တဲ့စကလုံးမရှိလို့သုံးတာပေါ့နော် trauma လေးတွေ traumatic experience လေးတွေ conditioning လေးတွေအနည်းနဲ့အများပဲကွာတယ် intensity ကွာမယ်အဲ့ဒီဟာတွေကဒီ borrow identity လေးတွေပေါ့နော်ငါသုံးထားရတယ်အမေကဒီလိုပြောလို့အမေရဲ့ identity ရခဏသုံးတယ်ဖွားကဒီလိုဆုံးမလို့ဖွားဒါလေးယူသုံးတယ်အဲ့ဒါတွေရဲ့အောက်မှာ being yourself ကနားထောင်ရတာသိကောင်းတဲ့ concept လေးပါဒါပေမဲ့တကယ်လုပ်ဖို့မလွယ်နေပါဘူးအဲ့တော့ authenticity ကိုတစ်ချက်အနေနဲ့ခုနကပြောတာကြီးလေသဘောကျတယ် originality being yourself ဒီချက်ကနည်းနည်းလေး astrology Aquarian age ရဲ့ key term လေးနည်းနည်းသုံးမယ်ဆိုရင် individualism ဆိုတဲ့စကားလုံးကိုလည်းသုံးခြင်းတယ်ဒီထဲမှာအခုရောက်လာတဲ့လူတွေအားလုံးကြည့်မယ်ဆိုရင်ကိုယ်စီအရေးအသွေးအရေးချင်းအားလုံးရှိကြပါတယ်အဲ့ဒီအရေးအသွေးအရေးချင်းမှာ individualism ဆိုရဲ Aquarius ရဲ့ strong theme ဖြစ်တဲ့သူများနဲ့မတူတမူထူးကြတာAquarius ဆိုတာရဲ့ sign လေးတွေကိုနားမှာရှိရင်တစ်ချက်ကြည့်ကြည့်လိုက်တစ်မျိုးလေးပဲအဲ့တစ်မျိုးလေးပဲဟိုက super power ပဲเนาะအဲ့တော့အဲ့ individual ကိုကတော့၄ယောက်တောင်ရှိအနားမှာ၄ယောက်ဆိုတော့တစ်မျိုးလေးပဲမလို့တူမယ်မထင်နဲ့တစ်မျိုးလေးပဲတွေက၄မျိုး version အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲ့ဒီ Aquarius energy ကဒီရှေ့လျှောက်မှာပို့ပြီးတော့တည်တာထင်ရှားမယ် unfolding လို့ခေါ်တဲ့တလေယာပြီးတလေယာပွင့်လာမယ်ပေါ့နော်ဒီ astro သိရဲ့လူတွေဆိုလို့ရှိရင်သိလိမ့်မယ် Aquarius မတိုင်ခင်က Capricorn right so Capricorn က associated with father figure authority intuition ဟုတ်ပါဘူးမှားကုန်ပြီ institution သူကစလုံးတွေပါလွဲကုန်တယ်လား distracted ကအရင်ဖြစ်လွယ်တာဆိုတဲ့အခါကျတော့ institution တွေခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ministry တွေအဲ့လိုမျိုး authority မှာခိုင်ခိုင်ခန့်ခန့်ကြီးနေဆိုတဲ့ structure ကြီးတွေခစ်ကကုန်သွားပြီအရင်ကဆိုရင်ငါပြောသလိုလုပ်ငါပြောသလိုမလုပ်နဲ့ဆိုလို့ရှိရင်boss ကပြောလဲလုပ်ရတာပဲအခုရှေ့လျှောက်
လုပ်ငန်းရှင်ပဲအနေနဲ့ပဲဖြစ်ဖြစ်အလုပ်ဝင်တဲ့လူအနေနဲ့ပဲဖြစ်ဖြစ် you the social hierarchy ကတဖြည်းဖြည်း collapse ဖြစ်လာပြီအရင်ကလို့မဟုတ်တော့ဘူးအဲ့ဒီ structure ကခုလောတိတိတတာပုံမြင်လာရမယ့်ဟာပေါ့နော်ပြီးတော့အားလုံးကကိုစီပါလဲရှိလာကြလဲဆိုတော့ကိုနီးကိုဟန်နဲ့ကိုရဲ့ authentic self ကိုဖော်ထုတ်ခြင်းနဲ့စိတ်တွေလဲပုံများလာကြတယ်လာစားအရင်မများလဲငါနေရေးစားဝေးနေရေးအဆင်ပြေရင်တော်ပြီငါ entrepreneur လိုမျိုးကိုပိုင်စီးပွားရေးလိုမျိုးတော့ငါစမ်းကြည့်ခြင်းနဲ့စိတ်ကအခုထဲမှာဒီထဲကလူ69ယောက်68ယောက်69ယောက်မှာရှိကြလိမ့်မယ်အတီးတီတို့လည်းတချို့ကလုံနေလောက်ပြီဒီထဲထင်တာပေါ့နော်တချို့က on the 10% on the track ဒီထဲဆိုအခုမှ2နှစ်ပဲရှိသေးတာဒီ logo ထွက်လိုက်တယ် full time logo ထွက်လိုက်နိုင်တာ and every day I thank myself for that နည်းနည်းလေးကိုကတကွက်စောထားတဲ့သဘောတော့ရှိတယ်မလို့ရသေးတဲ့လူတွေကလည်းစိတ်မပြတ်နဲ့ yes ဖြစ်လာတော့မယ့်အချိန်ပဲပေါ့ဆိုတော့ if anything I think we should be happy ဘာဖြစ်လို့လဲဆိုလို့ရှိရင်အော်ငါရဲ့ internal system ကဒီ update လုပ်နေတဲ့ OS နဲ့တော်တော် align ဖြစ်တယ်ဆိုတဲ့ဟာကိုကျေးဇူးအောင်တင်ရတယ်တချို့ဆိုအဲ့ဒီအချိန်မှာ they are not even awareness တောင်မရှိသေးတဲ့stage မှာရှိလိမ့်မယ်တချို့ဟဲဘာဒီလောက်ရလောက်လာစားကဘာလို့ထွက်မှာလဲဆိုတဲ့ဟာမျိုးအဲ့ဒါကသူတို့စီမှာ condition layer တွေကများသေးလို့နော် and then တချို့ကကြတော့ထွက်ချင်တယ်ဒါပေမဲ့ဒီချက်အခုပြောနေတယ်လို့ပေါ့ safety မဖြစ်သေးဘူး financial safety တခုတည်းမဟုတ်များစွာတော့အရာအလုံးကိုထည့်သွင်းစဉ်းစားရတဲ့ safety တချို့ကကြတော့အကုန်လုံးအဖက်ဖက်ကခွင့်လို့ရနေပြီဒါပေမဲ့ something in you is still in fear အဲ့ခါကျတော့ရွေးဖို့လည်းခက်တယ်ပေါ့နော်ထားပါတော့အဲ့တော့ဒီချက်နည်းနည်းလေး side track ဖြစ်သွားပါတယ် sorry ပါပြန်သွားမယ်အဲ့တော့အဲ့ individualism မှာ personal branding ကပိုးလို့တောင်အရေးကြီးတဲ့ထက်ပိုကြီးလာမယ်professional page တခုရှိတယ်ဆိုရင် personal account လည်းသွားတော့ရှာကြတယ်ဟုတ်တယ်မလား right သူကဘာတူတော့ page လေးပဲမပြောနဲ့ okay behind the page မှာအရင်တော့ဆိုလို့ရှိရင်ကြတော့ page တစ်ခုဆိုရင်မသိဘူးရေးလိုက်တော့လွန်ထထား share ထားတာခက်တီတွေပဲ share လိုက်တာဘာ authentic blue mark တွေပါတယ်မရှိဘူးခုကဟိုတရေမပဲရှိရဲအဲ့တော့ blue mark အခုမှပေါ်တာဆိုတဲ့အခါကျတော့ blue mark လဲပေါ်လာ तू ကဘသူမလို့ရုံဆိုတဲ့ဟာလေးကသွားစစ်ကြအမှန် तू ဘသူမလို့လဲဆိုတာအထက်ကိုပို့တယ်အမှန်ဘာလို့အဲ့လိုလုပ်ကြလဲဆိုရင်ဒီလူရဲ့ lifestyle က तू ပြောနေတာ ਨੇ align ဖြစ်ရဲ့လား check in ဝင်ကြတာ credibility နဲ့ तू ဘာတွေပြီးထားတာလဲ certificate တွေလိုက်ကြည့်တာမဟုတ်ဘူးအရင်ခေတ်ကလိုမျိုးဘာကြီးပဲတင်เนาะ MBBS ဘာညာကြွားလို့ရတယ်ဒါပေမဲ့ it's not what people look for anymore အဲ့တော့ that's a reality ပေါ့เนาะအခုနောက်ပိုင်းမှာ skill တွေကိုလည်းပို့ပြီးတော့ဖြစ်လာတယ်အဲ့တော့ personal branding တခုတွေလားဆိုရင်တော့မဟုတ်ဘူး professional branding ဆိုတော့မထက်ရည်ပိုင်းဖြစ်သွားပြီเนาะပြီးသူစီပေါ်လို့ပို့တော့မှာเนาะမထက်ရည်လာမယ်เนาะရှင်းဆက်လိုက်မယ်เนาะဒီချက်အဲ့ဒီတော့age of authenticity မှာ personal branding နေမကတဲ့ဟာပါအရေးကြီးလာတော့မယ်ရှေ့လျှောက်က at least the next 20 years to come အရင်လွန်ခဲ့တဲ့နှစ်20က information သိရင်အကောင်ပဲเนาะဟိုဗာလဲပညာရွှေအိုးလူမခို့အခုတော့ copycat တွေကအရင်များလာပြီအခုတစ်ခုဖန်တီးနောက်တစ်နေ့ကျရင်ပေါ်လာပြီ it's okay ဘာလို့လဲဆိုတော့ individuality မှာလူတွေက energy ကိုပို့ပြီးတော့တည်တယ်ဒီလေတံဒီတုံးကဘသူဆိုတာတည်တယ်တည်လို့ပြောနေရလား ChatGPT ရိုက်ချပြီးပြောနေရလားသူတကယ် live လုပ်ထားလို့ပြောနေရလားဒီ experience skill တခုတည်းကနေလား experience ကိုပါတလားတွေပါမိ sense ရလာကြပြီအဲ့တော့အခုချိန်မှာဒါဆိုလို့ရှိရင်လူတစ်ယောက်က irreplaceable ဆိုတဲ့ level ကိုဘယ်လိုမျိုးမှရောက်လာနိုင်မလဲပေါ့နော် information access ကလွယ်တာဟုတ်အဲ့မှာ identity တခုတည်းမဟုတ်ဘူး Aquarius ရဲ့ပုံမှာညင်သာထင်သာအောင်ပြောပါရင်လေ Leo နဲ့ Aquarius ကastro နည်းနည်းလေးပါမယ်နော် Leo နဲ့ Aquarius ကသူက sister sign ဆိုတဲ့အတိုင်းပဲသူက
plane တစ်ခုထဲမှာဒီလို axis တစ်ခုထဲမှာရှိတယ်Leo က ဝဆိုရင် Aquarius က weak Leo မှာဝမရှိဘဲနဲ့ weak လို့မရဘူးဟိုလို WEED weak တောက်တာပြောတာမဟုတ်ဘူးเนาะ weak ဝလုံးကြီးတင် weak ကိုပြောတာစကားပုံတွေမနဲ့ရှာထားရတာเนาะကလေးကဒီမှာစကားပုံတွေကခါကြမိမိဝါလို့ဝမရှိပဲ weak လို့မရအောင်ဆိုတာ Leo နဲ့ Aqua ကိုပြောတာအဲ့တော့ကိုတော်မှဘသူမှန်းရေးရရ clarity မရှိဘူးအဲ့ဒီ condition တွေရတယ်ကိုတေချာပိုင်နိုင်မသိသေးဘူးဆိုလို့ရှိရင် branding level သွားဖို့နည်းနည်းလေးခက်လိမ့်မယ်ဟိုထွက်လာခြင်းနဲ့အတန်ထွက်လာဖို့ loss in translation လေးနည်းနည်းဖြစ်တတ်တယ်အဲ့တော့ identity ဒီ Leo ဆိုရင် perspective ကိုပေးတာက Aqua ဒီ identity က strongly form ဖြစ်လာတဲ့ philosophy ရှိမယ် way of living ရှိမယ်တရားတူမှာမဟုတ်ဘူးဥမာပါဒီထဲဆိုလို့ရှိရင်အခုနောက်ပိုင်းကtime rich living ကိုပို့ပြီးတော့အတန်လာတယ် zen living kind of philosophy တွေဟို before awakening chop wood carry water after awakening chop wood carry water တကယ် awakening process ကအစင်ဖြတ်တန်းပြီးသွားပြီဆိုရင် like spiritual ego လေးတွေလည်းပါသွားပြီးအကုန်လုံးเนาะ shadow တွေလည်းအကုန်ကြည့်ခဲ့ပြီးဆိုအဲ့ဒီ process ကြီးကနောက်ဆုံးတော့တန်တရားရပ်ပြန်လှည့်လာပြီးတော့တစ်ပြန်ခုတ်ရတာပဲရေပြန်ခတ်ရတာပဲဒါပေမဲ့အဲ့ဒီတစ်ခုတ်ခြင်းရေခတ်ခြင်းအမှုမဲ့မဟုတ်တော့ awareness ကအမြဲတမ်းကပ်ပါလာပြီဆက်ချင်းတော့လောက်တာလုံနေလောက်ရပြန်ပြီပေါ့အခုကကြတော့ every single experience of life you are still အပြင်ကလူချင်းဒီတိုင်းပဲဒါပေမဲ့ inner world မှာအများကြီး changes တွေဖြစ်သွားပြီအဲ့ဒီဥစ္စာကဒီ presence ကတွေ့ပါလာပြီအခုဒီ conversation ကိုဒီလူနဲ့ပြောနေတယ်ပြောပြီးဒီ session ပိတ်တာနဲ့တချင်မှတ်မိချင်မှမှတ်မိမယ်ဒါပေမဲ့ right now I'm trying to be fully present with you example ပေါ့နော်ပြောပြတာပြီးတော့ every 2 second မှာ YouTube shorts တို့ဟာတွေကို scroll လုပ်လို့ရတဲ့ခေတ်မှာ attention span တခုကိုဒီလောက်အချိန်တခုပေးပြီးလာနားထောင်ဖို့ဆိုတာတော်တော်မလွယ်ဘူးဒီ presence ကိုလာပေးဖို့ဆိုတာလေအဲ့တော့ထိုနည်းတူပဲရှေ့လျှောက်မှာ information ရှာဖို့လောက်တော့လူတွေကလာမရှာတော့ကို identity ကိုအဲ့တော့ identity မှာကိုယ့်ရဲ့ identity မှာအရန်ကို let me think เนาะအရန်ကိုစကလုံးရှာနေရခဏလေးအရန်ကို unique လို့လည်းမပြောချင် unique ဆိုလို့ရှိရင် I must be special အဲ့လိုကြီးမပေးလိုက်ချင်လို့အရန်ကိုစလုံးရှာပေးကြအောင်မနွယ်ဘာစလုံးရှာရမှာတော့အရန်ကိုလက်ပွေတစ်ခုလိုပဲကွာ replicate လို့မရတဲ့ဟာရှိရမယ် special ဆိုလို့ရှိရင် like ego boost ကြီးမထိုးပေးလိုက်ချင်ဘူးတိလားyou are so special you are so unique yes you are but လက်ပွေတစ်ခုလိုမျိုးသူများနဲ့မတူတဲ့သူများနဲ့မတူထူးခြားတဲ့ဟာမျိုးထူးခြားတဲ့အဲ့ဒီ blueprint လေးကပါရမယ်အဲ့ဒီဥစ္စာကိုပြောချင်တာ thank you ဆရာမအဲ့တော့ authenticity ဆိုတဲ့နေရာမှာအဲ့ဒီနောက်ဆက်တွဲတွေကအများကြီးပေါ့နော် like authenticate အဲ့ဒါအဲ့တော့ human unique မတ်ထိတ်ရေးထားတယ်ဒီမှာဒီဥစ္စာမတ်ထိတ်ရေးထည့်ပြပေးတာလားမသိဘူး human uniqueness ပါရမယ် see အဲ့တော့အသက်ပါရမယ်ပေါ့ presence ကနီးနဲ့တစ်မျိုး identity ရဲ့ပြောခြင်းနဲ့ philosophy living wisdom ကတစ်မျိုး perspective ကတစ်မျိုးစုံသော layer တွေအဲ့တော့ brand တစ်ခုတိစောက်တာလွယ်တယ်မထင်ပါနဲ့တိစောက်တယ်ဆိုတဲ့စကားမှာဒီချေတို့က we are not ခုနပြောလို့ပဲဝါမရှိပဲ we လောက်ခိုင်းနေမဟုတ်ဘူးဝါရှိပြီးသားအရာလေးကိုမတ်တရီတို့လို့ consultant တွေ professional တွေက weak position ရအောင် helping လုပ်ပေးမှာနော်ငင်းရေ sorry နော် mute လိုက်မယ်နော် okay မီးလည်းပေးရနေပြီလား okay မပြီးသေးဘူးခုမှစတာတော့ပျော်နေပြီ the cosmic D လေးရတာဆိုလို့ရှင် the why ပေါ့ခုနကဒီချက်နည်းနည်းတော့ပြောသွားပြီအဲ့တော့ changing faster than human identity you already said that ခုနက chat box မှာပြောထားပြီးကြပြီ
collective shift ဒီအကြီးထဲမှာ century တစ်ခုမှာဇာနဲ့ကိုပြောလို့ရတယ်အဲ့တော့ဒီ old structure တွေကိုကိုမျက်စိရှိမှာကိုမြင်နေရတာ people can just ခုနပြောလို့ပဲ just search a lot of things you cannot run you cannot hide yeah we are living in the history right now you're right exactly အဲ့တော့ history is really written right in front of our eyes sorry စာလေးတွေမြင်လိုက်မိလို့ဟုတ် yes thank you စလုံးဝိုင်းရှာပေးကြတာ so cute so yeah it's happening right before our eyes we are like so lucky Pluto in Aquarius ရဲ့ဒီ theme တွေမှာ technology AI ကတော့အထွေအထူးပြောပြကြမလို့ဒါပေမဲ့ decentralization ဆိုတာလေးကိုပြောပြခြင်းတယ်ဒီချေတို့ဒီကျောင်းမှာဆိုရင် centralized assembly ဆိုရင်အားလုံး hall ကြီးထဲမှာတူတူလာစုကြ okay ဒီချိန်မှာကျောင်းဒီတသားတယ်နိုင်ငံတော်တချင်းဆိုမဲ့နိုင်ငံတော်အလံလေးပြုမဲ့ဒါမျိုးတွေပေါ့နော် decentralization မှာကြတော့ကိုဗစ်ကာလလိုမျိုးဒီချိန်ကကိုယ်တိုင်လဲဒီကျောင်းက setting မှာလုပ်ခဲ့ရတော့ decentralized assembly လို့ပြောပြီးဆိုလို့ရှိရင်ကိုယ်တန်းထဲမှာကိုနေကိုကိစ္စကိုလုပ်အဲ့တော့ in that way မှာအတန်းပိုင်းဆရာမကဒီကလေးတွေဒီဟာလုပ်နေလားမလုပ်နေလားဒီချင်းချင်းကိုစိုးနေလားမစိုးနေလားလက်ကို position မှန်ရဲ့လားဒါမျိုးတွေကို in charge ဖြစ်သွားပြီဆိုတော့ who becomes the authority you become the authority yourself you take care of your own self ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ network ကြီးကတော့ပြောင်းမသွားဘူးရှိနေတယ် just invisible network ဒါပေမဲ့ဒီရဲ့အောက်မှာ decentralization ရဲ့အောက်မှာအားလုံးကဒီအကြောင်းရဲ့တခြင်းနိုင်ငံတော်တခြင်းကိုတသားရဲဆိုနေကြဆဲပဲဘာသာတူစရာမလိုဘူးလူမျိုးတူစရာမလိုဘူးဒါပေမဲ့ if you are part of Singapore you have to sing the song စသဖြင့်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီ network မှာဟိုတွားရလန်းတူရဲဆိုတာကမပြောထုတ်ပြောစရာမလိုဘူး there is a magnetic ဟိုဟာလေးလို့အားလုံးကဒီလိုလေးဒီနေရာမှာဒီเจ้าမှာဒီအုပ်စုမှာသူဖြစ်လာတာအဲ့အတွက်လည်းဘာလုပ်ခဲ့ရဆိုချေတို့ကပြီးခဲ့တဲ့နှစ်တွေမှာမဆိုင်တော့တာတွေကိုရှုဆိုဖယ်ကုန်ရောဟာကြကြီးကွဲပေါ့သိရမလားဟဲဘလူတောင်လားသိရမလား relationship တွေ community တွေကွဲတာအများကြီးကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရပါတယ်အဲ့တော့ but at least အခုချိန်မှာတော့ဒီချေတို့ကိုတူတဲ့ align ဖြစ်တဲ့သူတွေတော့တော်များရှိလာရတော့မယ်မတိမတာထုတ်ပြစရာမလိုအရင်ကြီးကြွားစရာမလို because Aquarius doesn't like to do drama unlike Leo loves a little bit of drama အဲဒါမို့ဒီချက်ပြီးပြောပြမယ်ဟာထဲမှာဒီဖြစ်မဲ့ shift လေးလည်းနည်းနည်းပြောပြချင်ပါတယ်ဟိုတည်ရလူကတော့တည်ပြီးပြီ Leo Aquarius shift မှာဖြစ်မဲ့ transit တွေအကြောင်းပေါ့နော်ဒါပေမဲ့အဲ့ transit တွေအသေးစိတ်ပြောဖို့ထက်ဘာလိုအပ်တယ်ဘာကိုဖယ်ရမယ် keep what and release what ဆိုတာလေးကိုနည်းနည်းလေးထည့်ပြောပြမယ်ပေါ့နော်အဲ့တော့ bigger picture မှာ Pluto in Aquarius က already at hand playing အဲ့တော့ credential တစ်ခုလည်းနဲ့မလုံလောက်တော့ဘူးခုနပြောသလိုဟိုအရေးမကြီးတော့ဘူးမဟုတ်ဘူးလုံးဝပလစ်လက်တာမဟုတ်ဘူးဒါပေမဲ့အဲ့တစ်ခုတည်းနဲ့ဒီဆောက်လို့တော့မရတော့ဘူးဆိုတော့ဥမာတော့တဲ့ဘွဲတွေဘာတွေရထားတယ် PhD ဘလာဘလာဒါပေမဲ့လို့ your reputation ကမကောင်းနေရင် people don't trust you anymore အဲ့တော့ဒီ influence တွေ people personal trust တွေကပို့ပြီးအရေးကြီးလာတယ်ဆိုတော့ people follow people ပို့ဖြစ်လာတဲ့ခေတ်ပေါ့နော်ခုဟာက institution တွေ corporation တွေထက်ဆိုင်ရင် so the over မှာ information knowledge access က important ဖြစ်ခဲ့တဲ့ competition ကဒီဟာဆိုရင်အခု new world မှာ how much can you use AI to work with it to create အဲ့လိုဖြစ်သွားပြီအဲ့ဒါကလည်း one of the new era ရဲ့အရေးကြီးတဲ့အချက်ထဲမှာပါတယ်အဲ့တော့ question ကဘာဖြစ်လာလဲဆိုတော့ okay so why should I listen to you အခုဒီတဲ့လူတွေလည်းပြောကြည့်ကြည့်ပေါ့နော်ဒီထဲတို့နှစ်ယောက်ရဲ့ဒီနေ့ည session ကိုဘာလို့လာတက်ကြရလဲ why do you want to listen to us ခဏတင်နေလို့ခဏချင်းကိုလာဖို့ပြောနေလို့လာတာလားနှစ်ခါလားပဲမှတ်မိလိုက်ပါတယ်ပြောရမှာဆရာမတက်ရည်လည်းနှစ်ခါလားပဲပြောအရန်စိတ်ရှိနေကြပြီနော်ဘာကိုတွေက so why are you here why should you listen to us why would you listen to us question อ่ะเนาะစဉ်းစားစရာလေးပေါ့ shift တွေကိုသိချင်လို့
အဲ့ဒီသိချင်တာဆိုရဲဟာရဲ့နောက်မှာအဲ့ဒီဟာတွေကိုပြောပြ oh lovely Jill thank you very much အဲ့ shift ကိုသိချင်တယ်ဆိုပေမဲ့ there are so many consultants and astrologers out there but you make the time for tonight why question mark ကပေါ့နော်အဲ့တော့အဲ့ဒီမှာ yes trust you see trust you trust both of us အဲ့မှာ strategy တွေကိုသိချင်တယ်ဆိုတာပေးနိုင်တယ်လို့ယုံကြည်လို့လေဟုတ်တယ်ဟုတ်ဆိုတော့အဲ့ဒါလေးတွေက why should someone listen to you are the key question ဖြစ်လာတယ် identity က become a differentiator ဖြစ်လာတယ်စာရီနေနေဘာလို့ဖြစ်သွားလဲမသိဘူးထားပါတော့အဲ့တော့ Uranus in Gemini မှာလေ information ကအရန်ဖောင်းပွားလာတဲ့အခါမှာခုနကပြောခဲ့တယ်လို့crown chakra နဲ့ဒီ throat third eye crown level တွေမှာ activity တွေတအားများလာတယ် everybody is transmitting လုပ်နေတယ်ဒါပေမဲ့အဲ့ transmission တွေများလာရင်ဘယ်သူ့ကို listen လုပ်မယ်လို့ထင်လဲဘယ် channel ဘယ် station ကိုဖမ်းမိမယ်လို့ထင်လဲ sorry oh I see people follow people ဆိုတာအဲ့ဒါ trust in one okay ဆိုတော့ဘယ်အတန်နားထောင်မလဲဆိုလို့ရှိရင်နားထောင်လို့ရမလဲဆိုရင် the one with the clearest broadcast coming through ဟုတ်တယ်နော်အစောကြီးတွေကထွက်လာတဲ့ frequency တွေကဆိုတော့ပါပြီ switch off လိုက်တော့ညာလွန်းလာတဲ့ station တွေကအဲ့ station တွေမှာကိုယ်အတန်အဲ့လိုကြည်လင်ပြတ်သားပြီးcongruent လို့လည်းခေါ်တယ် coherent လို့လည်းခေါ်မယ်ကြိုးချောင်းစီလျော်ပြီးတော့ကိုဖြစ်တည်မှုနဲ့အရန်ကို align ဖြစ်တဲ့ voice strongest frequency yes အဲ့တော့အဲ့ strongest frequency ကအကျယ်ကြီးပြောတဲ့ frequency မဟုတ် the most align ဖြစ်တဲ့ channel yes authentic တကယ်ဖြစ်တယ်ငါ trust ဖြစ်လို့ရမယ်ဆိုတဲ့ channel clear ဖြစ်တဲ့ clarity ရှိတဲ့ channel အဲ့တော့ကို၌ကရောအဲ့လို channel ဖြစ်အောင်ဘာတွေလိုမလဲကိုဒီ strategic branding မှာစဉ်းစားဖို့လိုလာပြီဆိုတော့teacher အဲ့အကြောင်းအရာလေးကိုတော့လေSKF Foundation လေးမှာတော့ထည့်တော့ရေးထားတယ်တချို့ကကြတော့ purpose to calling တို့ contribution တို့ဆိုရင်တအားကြီးကြီးကျယ်သွားတယ်လို့ထည့်တယ်ဘယ်လိုပဲဖြစ်ဖြစ် whatever you label it ကိုယ့်ရဲ့ gift ကိုနီးမျိုးမျိုးနဲ့ form အမျိုးမျိုးနဲ့ခေါ်ဆောင်လာလို့ရတယ် thread ကတစ်မျိုးတည်းပဲဥပမာတစ်ချက်ပေးမယ်နော်ဒီချက် few years ago တွေကဒီချက်ကို follow လုပ်ခဲ့တဲ့ group private group တွေကတည်ခဲ့တဲ့လူတွေဆိုရင် tarot reader အနေနဲ့တည်ခဲ့တယ် in the meantime မှာဒီချက်တစ်ဖြည်းဖြည်းနဲ့ tarot တွေတင်တယ်အဲ့တော့ teacher label ဖြစ်သွားတယ်အခုရေးချင်လို့ရေးတဲ့စာရေးသူတို့ဖြစ်မဖြစ်တော့ I don't know ဒါပေမဲ့စာရေးနိုင်လာတယ်လို့ recognize ဖြစ်လာကြတယ် thank you AI also because I have to ask AI for help ငါဒါရေးချင်တယ်ငါ့ကိုလုပ်ပေးပါအောင်ဆိုပြီးတော့ဒါ it's okay because we have something ခုနပြောလို့ပဲဝါရှိလို့ we လုပ်ခိုင်းနိုင်တယ်ဆိုရင် that's a win that's not a weakness to me ပေါ့နော် anyway အဲ့တော့အဲ့ဒီဥစ္စာမှာသုံးခုလုံးမှာပြောင်းသွားတဲ့ reader teacher to writer ပဲဆိုပါစို့အဲ့ဒီ title ၃မျိုးသာချိန်သွားတယ်ဒီချေတို့က form shift ဖြစ်သွားတယ်ဒါပေမဲ့the gift that I am bringing to you are truth all the time truth အဲ့ truth ကိုကြားခြင်းလို့ပဲလာကြတာလေမထက် easy လာတဲ့သူတွေအနေနဲ့ value သူပေးတဲ့ value ကိုမြင်လို့လာကြတယ် example အဲ့တော့ तू form မျိုးစုံ shift လုပ်လို့ရပါတယ်စာအုပ်ရေးတယ်စာသင်တယ်မထက်ကြီးလဲ consulting လုပ်တယ် so but you still come to her for quality value and quality content that she provides အဲ့ဒါက gift ဆိုတော့ကိုလည်းပြန်ပြီးဒီမှာဆိုလို့ရှိရင် do you bring gift into the world of connection trust တချို့ဆိုပြောတယ်အမမလို့ယုံလို့လာတာနော်အမမလို့ယုံလို့ trust အဲ့တော့အဲ့ဒီဥစ္စာလေးတွေကိုလည်းစဉ်းစားစရာရှိတယ်ပေါ့နော်အဲ့တော့ teacher creator educator တွေနဲ့ thoughtful thought leader အတွေးကိုအခြေခံတဲ့ like မျှော်မြင်ရှိရပဲဆိုပါစို့ပေါ့နော် specialist တွေဘာဖြစ်လို့လိုလာလဲဆိုရင်သူတို့တွေကခုန air energy တွေကိုသုံးတဲ့သူတွေကို
communication ကတော့ပြတ်ပြေးလို့မရတော့တိလာကြပြီပဲလေနော်ဒါပေမဲ့လို့ communication တစ်ခုတည်းလို့ဒီထဲကတော့ Uranus and Gemini ကိုမမြင်စေချင်ပါဘူး see it as because Gemini ကလေငကိုတည်းကသူ့ရဲ့ sign ကမျက်နှာနှစ်ခွရှိတယ်မကောင်းတဲ့မျက်နှာနှစ်ခွကိုပြောတာမဟုတ် past ကိုလည်း तू ကကြည့်တယ် future ကိုလည်း तू ကကြည့်တယ်သူ့ရဲ့ history လေးလိုက်ဖတ်ကြည့်ရင်စိတ်ဝင်စားတာအကောင်ထားပါတော့ anyway အဲ့တော့ multiplicity လို့ခေါ်ရဲ more being more than one identity က Gemini ရဲ့ strength အဲ့တော့ဒီချေတော့အဲ့ဒါကြီးကိုငါကတော့ this one brand this one voice တခုတည်းပဲလို့လည်းမထင်စေချင်ဘူးခုနပြောလို့ personal level မှာ brand လုပ်ထားတာရယ် professional level မှာ brand လုပ်ထားတာရယ်နှစ်ခုလုံးတော့မှတွားလို့ရတယ်တကယ်ကတော့ you can even be more than one thing အဲ့တော့my suggestion ကတကယ်လို့ if you are a teacher content creator if you are a writer ဘာရေးထားလဲမေ့ပါလို့ if you are a leader ဘာလို့လို့ရမလဲဆိုလို့ရှိရင် don't just create one thing my suggestion to you က knowledge ecosystem လိုမျိုးတစ်ခုကိုတည်ဆောက်စေခြင်းတယ်ခုဒီချက်လဲအဲ့ဒါကြောင့်ဒီ SKF တို့ conscious life architecture CLA တို့ကိုဖန်တီးနေတာ because ဒီချက်တို့ပြီးခဲ့တဲ့နှစ်တွေမှာဖန်တီးခဲ့တာတွေကအရင်သင်ပေးခဲ့တာတွေကတအားများလာတဲ့အခါမှာဆက်ပွားမဲ့အချိန်မဟုတ်တော့ဘူး being able to look at many things all at once without losing the voice without losing the philosophy why you do what you do ဆိုတဲ့အခါကျတော့အဲ့ဒါလေးကစဉ်းစားကြရတစ်ချက်လေးပေါ့နော်အဲ့တော့မတ်တက်ကြီးလည်းရောက်သွားပြီထင်တယ်ပြောလိုက်တာရှင်ဟုတ်လားမတ်တက်ကြီးရောက်သွားပြီလားယင် is it ဟုတ်ပဲနဲ့အဝိုင်းလည်းမရောက်သေးဘူးနဲ့မရောက်သေးဘူးလားဩရပါတယ်ဟုတ်ပါပြောတယ်လည်းပြောလိုက်ပါပထမဆုံး thank you ပါပေါ့နော်လာပြီးတော့ခုအစောနာတီချာပြောတယ်လို့ပဲဘာတွေပြောမှမသိပဲနဲ့လည်းလာပြီးတော့နားထောင်နေဆိုကြတဲ့ကိုယ့် time က limited လေနော် very limited ဖြစ်တဲ့အချိန်ကကိုချစ်တဲ့လူတွေနဲ့ချိန်ကုန်လို့ရတယ်ကိုယ့်ရဲ့ personal professional development တွေလုပ်လို့ရတယ်နားယူလို့ရတယ်ဒီချိန်မှာလာပြီးနားထောင်ပေးရဲဆိုကြတဲ့ဒါကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်အဲ့လိုလေးရင်ပြောချင်တယ်နောက်ချက်ကဘာဖြစ်လို့ဒီ session လေးကိုလည်းလုပ်ဖြစ်လဲဆိုတော့လေဒီ astrology ရောဒီ branding ရော strategic branding အဓိကတော့ strategic branding course ဖွင့်ဖို့အတွက်5-6လကျင်းတဲ့တောက်လျှောက်တိုင်းမြင်ပြီးလုံးနေတဲ့အချိန်မှာကိုနှစ်ယောက်လည်းအများကြီးပို့ပြီးတော့တွေ့လာတာပေါ့နော်လုံရင်းနဲ့ပို့ပြီးတော့ find out ဖြစ်လာတဲ့အဲ့လို insights တွေအများကြီးရှိတယ်ခါလေကြာရင်အံ့ဩစရာကောင်းတယ်တိုက်ဆိုင်မှုလို့ထင်ပေမဲ့ခါလေကြာရင်တိုက်ဆိုင်တာမဟုတ်ဒါကြီးက okay တို့ကိုယ်တွေအသုံးချလို့ရတဲ့ value တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့အဲ့ဒါလေးကို sharing လုပ်ရှင်တော့ဒါလေးလောက်တာပါဆိုတော့ဒီ slide ရောက်သွားပြီထင်တယ်နော်ဆိုတော့ okay အစောနာပြောခဲ့သလိုမျိုးပဲဒီထဲမှာအထက်ကျတော့ကျမကျတော့ strategy ကိုပို့ပြီးတော့ focus ထားတာပေါ့လေ astrology ချက်တိချက်လောက်နားမလည်ဘူးပေါ့နော်သင်ယူတော့အခုမှအများကြီးဆိုတော့ဒီကိုတစ်ခုသိပြီဆိုရင်အဲ့တခုကကိုအတွက် real life မှာတကယ် realistic မှာဘယ်လိုအသုံးချမလဲဆိုတဲ့ဘက်ကိုပို့ပြီးတော့သွားမယ်ဆိုတဲ့ခါကျတော့ branding ကnot marketing ဒါပေမဲ့ hand in hand သွားတယ်ဆိုတာတော့ဟုတ်တယ် branding နဲ့ marketing တွေအတူတူသွားရမယ်တချို့တွေကရှိတယ် business လုပ်နေတဲ့လူတွေလည်းဒီထဲမှာရှိမယ်လုပ်ချင်တဲ့လူတွေလည်းရှိမယ်လုပ်ဖို့ကြံရွယ်ထားတဲ့လူရှိမယ်ကိုယ့်ရဲ့အလုံးနဲ့ business နဲ့ကိုတွဲပြီးလုပ်နေတဲ့လူရှိမယ်ဒါမှမဟုတ်ကို branding နဲ့ brand တစ်ခုအနေနဲ့ promote လုပ်ချင်တဲ့လူရှိမယ်there can be a lot of ways ပေါ့နော် product branding လုပ်တဲ့လူရှိမယ် branding လို့ပြောရင်အများကြီးရှိတယ်တချို့ကအရင်တုန်းကကျတော့ marketing ကိုပဲလူတွေကတောက်လျှောက်လုပ်ကြတယ် branding ကိုအဲ့လောက်ကြီး popular မဖြစ်ဘူး marketing လုပ်ရမယ်ဆိုတော့ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ marketing လုပ်မှ sales ရှိမှာ哦 marketing မလုပ်ဘဲနဲ့လူတွေကကို product ရှိလို့ရှိမှန်းတော့မသိဘဲနဲ့ဘယ်သူမှမဝယ်ဘူးအိမ်တကားခောက်ပြီးလာဝယ်ကိုကအိမ်ထဲမှာပိတ်ပြီးတော့အမှောင်ချထားပြီးတော့ကို product ကိုအိမ်ထဲမှာပဲထိုင်ကြည့်နေပြီးတော့ဘယ်သူမှဘယ် customer မှတကားခောက်ပြီးတော့လာမဝယ်ဘူးဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ intellectual ပဲရောင်းကိုယ့်ရဲ့အချိန်ပဲရောင်းကိုယ့်ရဲ့ဘာကိုပဲရောင်း value တစ်ခုရှိတဲ့ဟာတစ်ခုကိုရောင်းမယ်ပေါ့နော်ဘာကိုပဲရောင်းအဲ့တော့ marketing ကရှိကိုရှိရမယ်တချို့ကကြတော့အဲ့လို marketing လုပ်တယ်ဒါပေမဲ့ branding နဲ့တွဲမလုပ်ဘူး branding နဲ့တွဲမလုပ်တဲ့အခါကျတော့ industry ထဲမှာကိုက9နှစ်နေမယ်10နှစ်နေမယ်အလုပ်တွေတော့
လုပ်ခဲ့မယ်ပြီးရင်အချိန်တခုလည်းကြာခဲ့မယ်ဒါပေမဲ့ကိုအဲ့ဒီ industry တွေကပျောက်သွားတယ်နဲ့ကိုနာမည်ကမကျန်ခဲ့ဘူးဒါဆိုလို့ရှိရင်အဲ့ဒီ9နှစ်10နှစ်အချိန်မှာကိုက branding ကိုမတိဆောက်ခဲ့ဘူးလို့ပြောလို့ရတယ်ဒါဆိုအချိန်ကုန်တာပေါ့အချိန်ကုန်ပြီးတော့တကယ်တမ်းကျတော့ကိုကလုပ်ခဲ့တာတွေရှိမယ်လေ action တွေကတော့လူတိုင်းလုပ်နေမှာပဲ action တွေလုပ်နေကြမယ်လူတွေကဒါပေမဲ့အဲ့ဒီ action ရဲ့ base နောက်ွယ်က source of action ဆိုတာရှိတယ်ဘာလုပ်ချင်လို့ဒီ action ကိုလုပ်တာလဲပေါ့ကျို့ကပြောမယ်ဟာအလုပ်မလုပ်လို့မရလို့လုပ်ရတာပေါ့စားဝတ်နေရေးကြောင့်လုပ်ရတာပေါ့ဟုတ်ပါတယ်ဒါလည်းဟုတ်တာပေါ့ဒါပေမဲ့အဲ့ဒီကအပြင်ဘာထပ်လုပ်နိုင်အောင်မလဲပေါ့နော်စားဝတ်နေရေးကိုလုပ်နေရင်းနဲ့ပဲတခါတည်းကိုသွားချင်တဲ့ life ကိုတခါတည်းတည်ဆောက်သွားကြရမှာပဲပေါ့နော်ကျွန်မအဲ့လိုယူဆတယ်ဆိုတဲ့ခါကျတော့ branding ဒီခုနကလို့တချို့ကြတော့ဘယ်လိုလဲဆိုတော့ခုနောက်ပိုင်း branding တွေပါအရန်ကောင်းလာကြဟာငါ branding ပဲလုပ်မှာငါအရန်ကောင်းတဲ့ brand ကိုတည်ဆောက်မှာငါ marketing မလုပ်ဘူးအဲ့ဒါလည်းမဟုတ်ပြန်ဘူးသူ hand in hand သွားရမယ်ဘယ်ချောင်းနဲ့ညာချောင်းလို့ပဲကိုက brand အရန်ကောင်းနေတယ်ထားပါတော့ကိုကအရန်ကိုဟိုမှာအရန်ကိုနာမည်value ကိုလည်း trust ရှိကြတယ်ကိုဒါပါတော့เนาะဥပမာဟိုဒီချဲပဲထားပေါ့เนาะဒီချဲကိုတူရယုံကြည်မှုရှိကြတယ်ဒီချဲလို့ရင် authentic ဖြစ်မယ်လို့ယုံကြည်တယ်ဒါပေမဲ့ဒီချဲဘာ product ကိုမှချပြမနေဘူးဥပမာပေါ့เนาะသိလားငါပဲခေါင်းထဲမှာထားမယ်လေငါတော်တာငါသိတယ်ဆိုတော့လည်းမဟုတ်ပြန်ဘူးပေါ့နော်တော့နှစ်ဖက်စလုံးအမျှတူသွားနေရမယ် business မှာလည်းဒီလိုပဲကိုယ်တိုင် business ပဲလုပ်လို့ဒါမှမဟုတ်ရင်even ဝါသနာပဲလုပ်တော့ even ထားပါတော့ကိုက non profit အလုပ်တစ်ခုဝါသနာရလုပ်တယ်ပဲထားအောင်တော့အဲ့ဒီဝါသနာအရလုပ်တဲ့ project ကိုလူတွေ community အများကြီးယုံကြည်ပြီး support လုပ်တာ ਨੇ ဘယ်သူမှမသိပဲနဲ့ဘယ်သူမှမယုံကြည်ရနဲ့မတူဘူးလေနော် impact ကလေဆိုတဲ့အခါကျတော့ကိုကလုံးမဲ့အတူတူတော့ရေရှည်9နှစ်10နှစ်မှာထိုက်တန်သောအကျိုးကျေးဇူးကောင်းကောင်းတစ်ခုရတဲ့ဟာမျိုးလိုချင်တာပေါ့အဲ့ဒီတော့ကြောင့် branding လုပ်တာပါဆိုတော့အရည်အချက်ရှိရပေါ့ branding ကအဲ့တော့ logo တွေ color တွေ photo shoot တွေကပါဝင်လားဆိုဟုတ်တယ် part of branding ပဲဒါပေမဲ့ this is not equal to branding ပဲပေါ့နော်ဥပမာခါလေးကြာရင်ရှိရ branding ဆိုပြီးရေးကြပြောကြတယ်ပေါ့နော် personal branding ဆိုပြီးTikTok မှာဘယ်လိုဗီဒီယိုရမလဲဆိုတာမျိုး okay that's part of one action for like a big umbrella of branding ဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒါ branding မဟုတ် branding ကိုနားလည်ချင်တယ်ဆိုလို့ရှိရင်ကိုက reputation အဲ့တော့ကိုယ့်ရဲ့နောက်ွယ်မှာကိုမရှိတော့ရင်ကိုသေသွားပြီပဲထားပါတော့ကိုသေသွားပြီဒါမှကိုနာမည်ကြားလိုက်တယ်ဒါဆိုလို့ရှိရင်လူတွေကဘာပြောကြလဲဒီလူကဘာလုပ်သွားတာလဲအဲ့ဒီမှာဟိုအယောက်100ရှင်100လုံးကတော့ကိုယ့်အကြောင်းကောင်းပြောချင်မှပြောမှာပေါ့ဒါပေမဲ့အတိုင်းအတာတစ်ခုထိကို impact ဖြစ်စေချင်တဲ့ကိုယ့်ရဲ့ target customer အဲ့လိုဆိုတော့နည်းနည်း product ပုံစံပေါက်သွားတယ်ဒါပေမဲ့လူမှလည်း target customer ရှိရတာပဲလေကိုကငါက okay ငါက community ကို serve လုပ်ချင်တယ်ဘယ်လိုလူတွေကို serve လုပ်ချင်တာလဲlevel တစ်ခုမှရှိတဲ့လူတွေကို serve လုပ်ချင်တာလားဒါမှမဟုတ် like everyone ကို serve လုပ်ချင်တာလား educated ဖြစ်တဲ့လူ serve လုပ်ချင်တာလားဒါမှမဟုတ်ရင် I don't know like inner child healing လိုအပ်နေတဲ့လူတွေကို serve လုပ်ချင်တာလားဒါမှမဟုတ်ဘယ်သူ့ကို serve လုပ်ချင်တာလဲဆိုတော့ကိုယ့်ရဲ့ target တည်ရှိကိုရှိရမယ်ငါကောင်းတာလုပ်နေတာပဲငါတစ်လောကလုံးကိုငါ product ကိုရောင်းမယ်ငါ service ကိုရောင်းမယ်လို့မရဘူးလေနော်အဲ့တော့ branding လုပ်မယ်ဆိုကျမတို့အရင်စဉ်းစားရတာဘယ်သူ့ကိုသွားပြီးတော့ကိုကပြောရမယ်ဆိုရင်တော့ဟိုစကားလုံးကနည်းနည်းခုနကဒီစကားလုံးရွေးရတယ်ပေါ့နော် influence ဆိုတဲ့စကားကိုသုံးတော့မသုံးချင်ဘူးဒါပေမဲ့ branding ဒီ influence ပဲကောင်းတဲ့ဘက်ကို influence လုပ်ချင်တာပေါ့လေကျမတို့ရည်ရွယ်ချက်ကတော့ကောင်းတဲ့ဘက်ကိုဒီဟိုဟာကိုနဲ့ဆက်ပတ်သက်တော့ခုနကိုယ့်ရဲ့ target market ကို lead လုပ်သွားပြီးတော့ကောင်းတဲ့ impact ကိုဖန်တီးဖို့အတွက် branding ကိုလုပ်တာပေါ့အဲ့တော့ branding အထိမ create မလုပ်ချင်တဲ့လူတွေလည်းရတာပဲကျမအဲ့စကားကိုအမြဲတမ်းထည့်ပြောတယ်မမေ့မလျော့ဘာဖြစ်လို့လဲဆိုတော့လူတိုင်း branding လုပ်ရမယ်လို့လုံးဝမဆိုလို့လုပ်ချင်မှလုပ်မလုပ်ချင်လည်းဘာမှမဖြစ်ဘူးလောကကြီးမှာအေးစစ်စစ်အသက်ရှင်နေထိုင်ပြီးတော့နာမည်ကောင်းကို create လုပ်ပြီးတော့ကိုယ့်ရဲ့ community ထဲမှာကောင်းကောင်းလေးရှင်သန်သွားတဲ့လူတွေအများကြီးရှိတယ် it's okay ဘာမှမဖြစ်ဘူးဒါပေမဲ့ branding လုပ်မယ်ငါကလုပ်ကိုလုပ်မှာလို့ဆုံးဖြတ်လိုက်ပြီဆိုလို့ရှိရင်တော့တိတိကျကျလေးသူ့ရဲ့ key point တွေကိုတိတိကျကျလေး learning လုပ်ပြီးသင်ယူပြီးတဲ့အခါကျတော့စနစ်တကျလုပ်စေချင်တယ် strategy ကြလုပ်စေချင်တယ်အဲ့တော့မှသာကိုလိုချင်တဲ့ပန်းနိုင်ကိုရမှာဘူးเนาะအဲ့တော့အဲ့ဆိုမထက်ရေး branding ဆိုတာဘာလုပ်တာလဲ branding ဆိုတာဒါငါပဲလို့ပြောချင်တာဒါငါပဲငါဒီညမှာရမ်းတော်တာအဲ့တော့ငါဒီစကားကိုပြောမယ်ဆိုလို့ရှိရင်ငါ့ကိုအချိန်ပေးချဒါမှမဟုတ်လို့ရှိရင်ဒီ product နဲ့ပတ်သက်ရင်ငါရမ်းသိတာဒီ industry နဲ့ပတ်သက်လို့ရှိရင်ငါတအားကိုသိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငါဒီနေရာမှာ respected ဖြစ်ထိုက်သောလူတစ်ယောက်ဖြစ်တယ်လို့ market ထဲမှာ positioning လုပ်ပြီးတော့ပြတာဒီ branding ပဲ
တနည်းနည်းနဲ့ပြမယ်လူတိုင်းဟာသူတို့ကိုသူတို့ positioning လုပ်ဖို့စူးစမ်းနေကြတာပဲ industry မှာသွားကြည့်လို့ရှိရင်စူးစမ်းကိုလည်းစူးစမ်းခြင်းစိတ်ရှိရမယ်ပြောချင်တာစူးစမ်းရမယ်ဒါဘယ်နေမှာစူးစမ်းမလဲခုနကလို့ကျွန်တော်တို့ဆိုလို့ရှိရင်အရင် authentic ဖြစ်တယ်ဆိုတဲ့နေရာမှာနေချင်တယ် authentic ဖြစ်တယ်ကိုကအမြဲတမ်းကောင်းချင်မှကောင်းနေမယ်အမြဲတမ်းအရင်တော်ချင်မှတော်နေမယ်ဒါပေမဲ့ကို personal brand လို့ပြောရမယ်ဆိုလို့ရှိရင်အော်မထက်ကြီးကတော့ तू ဒီအချိန်မှာပေါ့နောက်တစ်နှစ်ကိုမပြောနောက်10နှစ်ကိုမပြောဒီနေ့ဒီအချိန်မှာ तू တကယ်ယုံကြည်တဲ့အရာကို तू လုပ်နေတာပဲ तू ဟာဟို bluff လုပ်နေတာမဟုတ်ဘူးဆိုတော့လေဒီလားဟိုအထင်ကြီးအောင်ပြောနေတာမဟုတ်ဘူး तू တကယ်ကို passionate ဖြစ်တဲ့အရာတွေ तू တကယ်ကို vision မှာမြင်တဲ့အရာတွေပြောနေတာပဲဆိုတော့ personal brand မျိုးဖြစ်ချင်တယ်ကျွန်မဆိုလို့ရှိရင်ဒါ personally ပေါ့ဖြစ်ချင်တယ်အဲ့တော့ဒီမှာထိုင်နေတဲ့လူတွေရောဘယ်လိုမျိုး brand မျိုးဖြစ်ချင်လဲဆိုတာကိုစဉ်းစားရမယ်စဉ်းစားမှာအရင်စဉ်းစားပေါ့နော်စဉ်းစားကြည့်ပေါ့ practical usage ဆိုရင်စဉ်းစားကြည့်အဲ့မှာလည်းအကုန်ဖြစ်ရှင်လို့မရဘူးကျမဟိုစိတ်သဘောထားလည်းကောင်းချင်တယ်သိရမလားဟိုအရင်လည်းတော်ချင်တယ်အရင်လည်းအောင်မြင်ချင်အရင်လည်းလှချင်တယ်အရင်လည်းလူတွေကိုလည်းအကုန်လုံး self လုပ်ချင်တယ် it's not possible right not possible at all အဲ့ခါကျတော့ maybe တစ်ခုနှစ်ခုပေါ့အဲ့လောက်ပဲငါက smart ဖြစ်ချင်တယ် intelligent ဖြစ်ချင်တယ် okay ငါကI don't know respected ဖြစ်စေချင်တယ်ဒါမှမဟုတ်ရင် value ရှိတဲ့လူတယောက်ဖြစ်ချင်တယ် maybe ဒါမှမဟုတ်ရင်လည်းကိုယ် family ကိုတန်ဖိုးထားတဲ့လူဖြစ်ချင် something like that ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ branding ကိုဘယ်လိုသွားချင်လဲဆိုတဲ့ direction ရှိရမယ်ပေါ့အဲ့ဒါဒီ very very clear ရှိရမယ်အဲ့ဒီကောင် clear မဖြစ်ဘူးဆိုလို့ရှိရင်ဒီဘက်မှာလာလုပ်တဲ့ action တွေကရောထွေးနေမှာပဲ astrology ကကြတော့ identity ခုနကဒီချက်ပြောခဲ့တယ်လို့ပဲအများကြီးချင်းလာပြီ identity crisis ဖြစ်တယ်ဆိုတဲ့ဟာလဲမမတယောက်ရေးထားတာတွေ့လိုက်တယ်ဟုတ်တယ်ကျမတို့လည်းအများကြီးဖြတ်ကျော်ခဲ့ရတယ်ဘာကြီးလဲပေါ့ငါဘာကြီးလုပ်နေရလဲပေါ့အဲ့လို questioning တွေကိုငါလုပ်နေတဲ့အရာတွေဒီငါ့ကိုတကယ်ပဲ fulfill ဖြစ်စေသလားမေးခွန်းတွေအဲ့လိုမျိုးတွေအများကြီးကြုံတွေ့ခဲ့ရတယ်ပေါ့လေဒါတွေကိုဖြတ်ကျော်ရင်နဲ့အလုပ်တွေလုပ်ရင်းနဲ့နည်းနည်းလေး clarity ရှိလာတဲ့အချိန်ကိုနည်းနည်းလေးစဟိုကျွန်တော်ဆိုလို့နည်းနည်းလေးရောက်လာတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးပြန် sharing လုပ်နိုင်တာပေါ့နော်ကိုယ်တိုင်ကရှုပ်ထွေးနေမယ်ဆိုရင်ဘလို့မှ sharing လုပ်နိုင်မှာမဟုတ်ဘူးအဲ့ခါကျတော့ astrology ဒီ identity အဲ့မှာလေကိုယ့်ရဲ့ identity natural identity astrology ကပိုတော့မှ identity ကပိုပြီး clear ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုမွေးဖွားတဲ့အချိန်ကိုကောင်းကင်မှာဓာတ်ပုံရိုက်လိုက်တာဖြစ်တဲ့အခါကျတော့လက်ဝေလိုပဲဒီချက်ပြောသလိုပဲ there is no true လေဟိုဘလုံးမှအမှားတောင်မှပဲမတူနဲ့နိုင်တဲ့ aspect တွေအများကြီးရှိသေးတာ။ဟိုဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ identity ဒီတကယ် identity အစစ်အမှန်ပဲအဲ့ဒါကိုအသုံးပြုပြီးတော့ branding ကိုဘယ်လိုလုပ်မှာလဲဆိုတော့အဲ့နှစ်ခုကို link ချိတ်ချင်တာပေါ့နော်အဓိကကတော့အဲ့တော့ branding tool တွေအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့မှာ astrology tool အကြောင်းကိုကျွန်တော်တို့ကအဓိကထားပြီးတော့ပြောချင်တယ်အဲ့လိုပုံစံမျိုးအဲ့တော့ဒါလည်းဒီချက်ဟာလေဘာလို့ပြောနေဘာချက် okay ချက်အဲ့ဒါလေးကိုပြန်သွားလိုက်မယ်မတ်ထက်ကြီးရတယ် thank ဟို you မတ်ထက်ကြီးတော့ share screen လုပ်ပေးပါလားဒီချက်ဘက်ကဟာကြီးတချို့ဟာတွေဒီလို overlap တွေဖြစ်နေ of course ဟုတ် ကျေး thank ဇူးပါ you ပါဟိုတယ်လေးဒီဥစ္စာကတော့မိပြောရမယ်ပိုင်းဘတ်ဂျက်ကိုခုနကလည်းအဲ့ဒါတော့ချက်ပြောခဲ့တယ်ပေါ့နော် branding ဟို blueprint တစ်ခုအနေနဲ့ချေတို့က there may be many methodologies this is one that we came up with together ဆိုတဲ့အခါကျတော့စဉ်းစားစရာတွေးစရာလေးတွေကတော်တော်ကိုရှိလာလို့ဒါတစ်ချက်တို့ဒါကိုလည်းပြောချင်လာတာပေါ့နော်အဲ့တော့သူက identity fixed မဟုတ်ဘဲနဲ့ identity intelligence လို့ပြောရင်ပိုမှန်မယ်အဲ့မှာနည်းနည်းလေးဒီချက်ကဘာကြိုပြောချင်လဲဆိုလို့ရှိရင်ခုနကဒီချက်ပြောခဲ့တဲ့စကားတချို့ထဲမှာ borrow identity ဆိုတာလေးလည်းပါတယ်ပေါ့နော်အဲ့မှာအဲ့ layer လေးတွေမှာ intelligence ဆိုတဲ့အတိုင်းပဲဘယ်ဟာငါဟာအမှန်လဲကို like who's speaking in my head right now is it my society is it my mom is it like a friend from many years ago ခါကြရင် they stick around in our head more than we even realize ပေါ့နော်ထင်တာထက်တောင်မှသူတို့က memory ထဲမှာ imprint နေရများတယ်အဲ့တော့ identity intelligence မှာတချေတို့ကမဟုတ်တာတွေကိုလည်းခွာနိုင်ဖို့လိုတယ် thank you မတ်တိုင်းနောက် slide ရပါတယ် so not as a prediction tool เนาะဒီ level မှာ strategic level မှာ not yet ရလိုက်တာyeah ဆိုတော့ခုနဒီချက်ပြောတဲ့စကားတစ်ခုအရင်သဘောကျတယ်ဘယ်သူကစကားပြောနေရလဲငါရဲ့ head ထဲမှာပြောမယ်ဘယ်သူကဟို live မှာတစ်ခါလေကြာရင်ကျမတို့ကကိုယ်ကားစာကိုမောင်းနေတယ်သူများကိုပေးမောင်းခိုင်းထားတာပေါ့နော်ပြီးရဲ့ခါကျတော့ဟိုမရောက်ဘူးလို့ဒီမရောက်ဘူးလို့နည်း complain တက်တာပေါ့အဲ့ခါကျတော့လွန်ခဲ့တဲ့
ဒီ10နှစ်လောက်ဒီ decade လောက်မှာဆိုလူတွေအများကြီးပြန်ပြီးတော့အဖြေရှာကြတာလေငါ life ကိုတကယ်ပဲငါမောင်းနေနေတာဟုတ်ရဲ့လားဒါမှမဟုတ်လို့ရှိရင်တခြားလူတွေလား past experience ကမောင်းနေနေတာလားစသဖြင့်ကို self reflection လုပ်တဲ့ tools တွေလည်းအများကြီးပေါ်လာတယ်အဲ့ဒီ era တစ်ခုဖြစ်ခဲ့တာပေါ့လေနော်ဆိုတဲ့အခါကျတော့ငါ့ကိုဘယ်သူမှမလုပ်ခုနလူငါရဲ့ဟို ancestors issue တွေကငါ့ကိုdrive လုပ်နေတာလားဘာငါ့ရဲ့ဟိုတိမ်ငယ်စိတ်ကငါ့ကိုဟို inner child ပြဿနာ drive လုပ်နေခဲ့တာလား something like that ဘာတွေကငါ့ရဲ့ action တွေကိုဒီနေ့ action တွေကိုဘာတွေက drive လုပ်နေတာလဲဆိုတဲ့အချက်ကိုအများကြီးပဲစဉ်းစားခဲ့ကြတယ်အဲ့ဒီခေတ်တစ်ခေတ်ကပြီးခဲ့ပြီအခုအချိန်ဒီ reflection မလုပ်ရသေးဘူးဆိုလို့ရှိရင်တကယ်ကိုအတွင်းထဲဒီ inner reflection ကိုမြန်လုပ်ရတဲ့အချိန်ရောက်လာပြီလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အရှိကိုဆက်သွားရင်သူကတိဆောက်တော့မှာပြန်တိဆောက်တော့မှာခုနလိုအသစ်တိဆောက်တော့မှာအဲ့လိုအသစ်တိဆောက်တဲ့အခါကျလို့ရှိရင်ကိုကဘာကို base ယူမှာလဲဘယ်ကောင်ကို foundation ယူမှာလဲဆိုတဲ့ဟာကိုယ့်ရဲ့ tool ကိုပတ်မှန်နိုင်ယူရတော့မယ်ပတ်မှန်နိုင်ချတဲ့အချိန်မှာ astrology ဒီတကယ်ကိုကောင်းတဲ့ tool တစ်ခုအနေနဲ့ပါဝင်မယ်ပေါ့နော်အဲ့ဒီအခါမှာကျမတို့ဘယ်လိုလုပ်မှာလဲ okay branding နဲ့ strategy နဲ့ဘယ်လိုလုပ်ကြမှာလဲမထက်ရေးလို့ပြောလို့ရှိရင်เนาะဒီမှာကဟိုပြပွင့်လင်းပြောရင် astrology တင်တဲ့ဟိုအတန်း class လည်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့ astrology ကိုတကယ်ပဲလုံးဝကိုဒီထဲမှာ in touch မဖြစ်တယ်လို့ပါတယ်ဆိုလို့ရှိရင်တော့ teacher ဖွင့်ထားတဲ့တန်းရှိပါတယ်ပေါ့နော် the class online ဖွင့်တယ်ဒီ basic astrology အတန်းကိုအဲ့လောက်တော့နားလည်တဲ့တယ်လို့ကျွန်မယူဆတယ်လူတယောက်ဒီကိုအဲ့လောက်ကလေးတော့နားလည်တဲ့တယ်အဲ့လောက်နားလည်တယ်ဆိုလို့ရှိရင်အများကြီးအကျိုးကျေးဇူးရှိတယ်အနည်းဆုံးအဖြေရှိတယ်ကွာငါဒါငါရဲ့ဒီစကားလုံးတွေကဒီကနေလာတာဟိုးပေါ့နော်ငါရဲ့ငါပြဿနာရဲ့ဒီကနေလာတာဟိုငါဒီကိစ္စကို react လုပ်မိတယ်ဆိုတာဒါကြောင့်ဟိုးဆိုတဲ့အဖြေတွေအများကြီးပေါ့အဖြေတွေရှိတယ်ပေါ့နော်အဲ့တော့ကိုတော့အလုပ်လုပ်ရတာပေါ့ကိုတော့ thinking process တွေဖြစ်ရတယ်ဒါပေမဲ့အဖြေတွေရှိတယ်ပေါ့နော်အဲ့တော့ authentic brand တွေက win ဖြစ်မှာပါတဲ့ authentic တွေ teacher လည်းဒါအများကြီးပြောခဲ့တယ်နဲ့ပြောရင် Aries ဆိုတော့အဲ့တော့ကိုတယောက်တည်းအိမ်မှာဘယ်သူမှဘာမှလည်းမကြည့်နေဘူးဆိုရင်ငါဘယ်လိုလုပ်လဲပေါ့ဘယ်သူမှလည်းမရှိဘူးဆိုရင်ငါဘယ်လိုဒီဟာလေးပြောရင်းနဲ့မထက်ရီဟို teacher တို့လေမထက်ရီလည်းဟိုဟာcoach group coaching session တွေမှာလည်းမထက်ရီ run ပေးနေတဲ့ artist way လေးလည်းနည်းနည်းပြောပြလို့ရမယ်ထင်တယ်။အဲဆိုအဲ့ဟာကလည်းအခုချိန်မှာကိုဟိုကိုအသစ်တိဆောက်တာမဟုတ်ဘဲနဲ့ငါကအဲ့တုန်းက when nobody is telling me who to be and how to be who was I ဆိုတာကိုပြန်ကြည့်ခိုင်းတာဆိုတော့လေဒါလေးကနည်းနည်းလေးထည့်ပြောပြလို့ရမယ်ထင်တယ် like just a quick one perhaps ဟုတ် yeah အဲ့ဒီဟာတွေတော်တော်လေးအကျိုးကျေးဇူးရှိရတဲ့ artist way လေအဲ့ဒီ12 weeks program လေးပေါ့နော်အတီချေပဲလက်ဆောင်ပေးတာအစားကိုလက်ဆောင်ပေးတော့ကျွန်မအရင်သဘောကျတယ်ကိုကိုတိုင်းလည်းအများကြီး3ခါလောက် run ပြီးတဲ့အချိန်မှာအများကြီးကိုအတွင်းထဲကနေပြောင်းလဲလာတာတော့တွေ့ရ transformation တော်တော်လေးကောင်းတယ်အဲ့ဒါနဲ့ကျွန်မကကျွန်မရဲ့ group ထဲမှာcommunity ထဲမှာ free ပါပဲ12 weeks program လေးလုပ်ပေးထားတာရှိတယ်ကျွန်မအဲ့ဒါအကုန်တစ်ခုချင်းစီကို recording လုပ်ဟိုဘာသာပြန်ပြီးတဲ့အခါကျတော့ exercise လေးတွေနဲ့အဲ့လို12 weeks run တာပေါ့နော်အဲ့ဟာကိုတော့12 weeks သွားလိုက်တာနဲ့တပြိုင်နက်တည်းကိုယ့်ရဲ့ creativity ကလေတကယ်ကိုအဲ့လောက်တောင်ရှိမယ်လို့မထင်ထားဘူးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့အများကြီးလာပြောကြတယ်ဒီချက်ရဲ့သိလားအော်ဒါဟုတ်သားပဲအဲ့ဒါတဝက်လောက်ဟိုဒါတော့အဲ့6 weeks လောက်ဆိုလို့ရှိရင်လူတွေလာပြောကြတယ်အော်ဟုတ်သားပဲဒါလေးလှုပ်ချင်ခဲ့တာပဲငါမေ့နေတာအဲ့လိုပုံစံဒါမှမဟုတ်လဲအော်ဒါကိုလိုချင်နေမှဘဝမှာဒါကိုအတွက်အရေးကြီးမှကိုမသိခဲ့ဘူးအဲ့လိုပုံစံမျိုးကိုအများကြီးပြန်ရှာတွေ့တဲ့ program ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေး join ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်မ link ပေးလို့ရပါတယ်ပြီးတော့မှလေ join ချင်တယ်ကိုကတော့ကိုတိုင်ပင်နဲ့ကိုလှုပ်သွားတာပဲဒါဘာမှလည်းဘယ်သူမှလည်းဘာမှပြောစရာမလိုကိုပါလာနေနဲ့ကို recording လေးနားထောင်ပြီးတော့ဟို practice လေးမိကုန်းလေးဖြည့်ပြီးလှုပ်သွားရုံပဲပေါ့နော် shadow work လေးလှုပ်သွားရုံပဲအဲ့တော့ဒါကိုပြန်ရှာဖွေတဲ့ဟာပေါ့နော်အဲ့ဒါလည်းအဲ့လိုပဲအခောက်ခါလှုပ်လို့ရတယ်ဒါကျွန်မရဲ့ experience ဘာလို့ဆိုတော့ကိုယ့်ရဲ့ layer တွေကဘယ်တော့မှမကုန်ဘူးတစ် layer ပြီးတစ် layer ကိုယ့်ရဲ့အတွင်းထဲမှာထွက်လာတာပေါ့နော်အဲ့တော့ collective consciousness ကပြောင်းလဲလာပြီးလူတွေက perform လုပ်ပြနေတာဆိုအရင်သိတာခါသေးလားအရင်သိတာတဲ့အခုဒီ social media မှာဖြစ်ဓာတ်ပုံတစ်ပုံကြည့်လိုက်တကယ်ကို conscious ဖြစ်တဲ့လူတွေကသိကိုသိတယ်ဒီလူရဲ့ပုံကြည့်လိုက်တာနဲ့ကိုသိတာဒီလူကတကယ် perform လုပ်နေတာလားဒီလူကတကယ် authentic ဖြစ်လားဆိုတော့ကောင်းကောင်းလေးသိနိုင်တယ်အဲ့ဒီအချိန်မှာကိုတိုင်းကော perform မဟုတ်ဘဲနဲ့ perfection ဖြစ်အောင်အတင်းစူးစမ်းနေတာမဟုတ်ဘဲနဲ့အရင် persona စီအများကြီးပြောင်းလဲနေတာအဲ့လိုမဟုတ်ဘဲနဲ့ငါကဘယ်လိုလူလဲဆိုတဲ့ဟာကိုကောင်းလေး grounded ဖြစ်နားလေသဘောပေါက်လက်ခံပြီးတဲ့ခါကျတော့ခါလီကိုလည်းလက်မခံနိုင်ဘူးလေ
သိတယ်တမန်လက်ခံနိုင်นะအဲ့လိုပုံစံမျိုးအဲ့လိုသိလဲသိရမယ်လက်ခံရမယ်နားပြီးတော့ကိုသွားချင်တယ်ပန်းနိုင်တစ်ခုကိုသွားပါပေါ့နော်ကိုရဲ့ build up လုပ်ချင်တယ် next အဲ့တော့လူတွေကဘာလို့ချင်လဲ real voice တွေလိုချင်လာတယ် real stories တွေလိုချင်လာတယ်တဲ့ real lead ပြတာမဟုတ်ဘူးလောက်ပြတာမဟုတ်ဘဲနဲ့တကယ်အတွင်းထဲကလာတဲ့အတန်ကိုနားထောင်ချင်တယ် stories တွေနားထောင်ချင်တယ်ဘာဖြစ်လို့လဲဟိုဘက်က AI အရင်များလာတော့ပိုတော့ဆိုးသေးတယ်ဒါ AI နဲ့ရေးထားတာဆိုအရင်သိတာရဲ့တကယ်တော့အရင်သိခုနလိုသူ့ရဲ့ authentic voice မရှိတဲ့လူက AI ကိုရေးခိုင်းတာနဲ့တော့မတူဘူးမတက် သိ ဟိ လားဥပမာ AI တ ကို တစ်ချက်ပျောက်သွားတာဒီချက်ပဲဖြစ်နေရလား ဟုတ်လားကျန်တဲ့လူတွေရော မဟုတ်တစ်ချက်မှနည်းနည်းလေး နည်းနည်းဟို disconnected ဖြစ်သွား ဟုတ်လား ဟုတ် တစ်ချက်ပါ ခုနတော့တစ်ချက် ဒါ ပါ ကြီးတော့မဟုတ်နည်းနည်းလေး Okay. quick ချစ် one သွားသလိုလေးပဲမထည့် ဟုတ်တယ် ဟုတ် ထစ်သွားသလိုလေးဖြစ်တယ် အဲ့တော့ခုနပြောသလိုတကယ် humanity ဖြစ်သလားအတော့သုံးသလားပေါ့နော် AI ကိုသုံးတော့သုံးတယ်ဒါပေမဲ့အထဲမှာ authentic ကိုအရန်တည်ပြီးတော့ကို voice ကိုတည်ပြီး AI ကိုသုံးတဲ့လူတွေကမတူဘူးသုံးချပြီးတော့ရေးတဲ့လူတွေမတူဘူးပေါ့နော်ဆိုတဲ့အခါ future audience က intuition အရင်ကောင်းလာပြီး detect လုပ်နိုင်တယ်တဲ့သူတို့ဒါမျိုးကိုပို့ပြီးသိလာလိမ့်မယ်အခုမှအစပဲရှိသေးတယ်အခုအစမှာတော့ဟိုမသိကြသေးဘူးဆိုပေမဲ့နောက်ပိုင်းကျရင်ပို့ပြီးတော့သိလာလိမ့်မယ်ပေါ့နော်အဲ့ကြလို့ရှိရင်အခုတည်းကကိုကကြိုတင်မြင်စင်ထားဖို့လိုတယ်ကိုယ့်ရဲ့ authentic voice ကိုအဲ့တော့အရင်တော့ဆိုရင် recognizable expert ဘယ်တစ်ခုအတွက် recognize ဖြစ်ရမှာလဲ astrologer အယောက်တရားရှိမယ် certificate လဲအဲ့တော့ဘယ်လိုလူအောင်မြင်မလဲဆိုရင် clear voice ရှိမယ်အမြင်တစ်ခုရှိမယ် clear positioning positioning နဲ့ branding နဲ့အရန်ထိုက်တဲ့ဟာတခုဖြစ်တယ်ပေါ့နော် positioning ဆိုတာဘာလဲဆိုတော့ market ထဲကပုံစံတူလူတွေကြားထဲမှာကိုပဲပြောတာငါတော့ဒါပဲကို business က I don't know ဖက်နှက်ရောင်းနေဆိုလို့ရှိရင်ဖက်နှက်ရောင်းတဲ့လူတွေအများကြီးထဲမှာကိုဖက်နှက်ကိုဘာလို့ဝယ်ရမှာလဲ position ကောင်းလို့လားအရန်ကိုပြောမယ်ဆိုရင် market အဲ့လိုမျိုးပေါ့နော် clear identity ရှိကိုရှိရ identity က influence ကိုပေးတယ်တဲ့ knowledge တွေကတော့ဘာမှပဲရှာလို့လည်းရှာလို့ရတယ် knowledge ရှိလို့ရှိရင်ဒါလုံနိုင်တယ်ပေါ့ identity ကတော့ influence ကိုပေးတယ်အဲ့တော့ branding ရဲ့ရည်ရွယ်ချက်ဒီ influence လုပ်ဖို့ influence လုပ်ချင်တာအခုရောအတန်ပြတ်လာရင်ပြတ်သေးလားပြတ်တော့နော် little better but တစ်ခေါက်တော့ဖြစ်ချင်လဲဖြစ်သွား ဟုတ်လားမဟုတ်လို့ရှိရင်ဒီမှာဟို mic ကိုဖြုတ်လိုက်မင်း but ကြီး still can make sense of what you are saying okay မရတာမတူ really ဖြုတ်လိုက်မယ်လား ရတာမတူစားလေးနည်းနည်းပေါ့ okay ခဏစောင့်နော် wait ဟုတ် ဒီကပြောချင်ခဏလေးပြောထားမိုက်လဲနော် ဟုတ်ဟိုဟာ ဒီ slide ပြီးသွားတယ်ထင်တယ် yeah အဲ့တော့ဒီ a new formula မှာ old model knowledge we work and then we get the income အခု currently မှာကြတော့ visibility ကအရေးကြီးတာတော့သိတယ်ဒါပေမဲ့အဲ့ဒီ visibility ရဲ့နောက်မှာ authenticity တွဲပါလာရမယ် strong identity တွဲပါလာရမယ်အဲ့ဒီတော့မှဒါခုနကပြောခဲ့တဲ့ ecosystem လို့ခေါ်တဲ့ဟို community ထက်ကိုပို့ပြီးတော့ကြီးတဲ့ဒီ voice နဲ့ align ဖြစ်တဲ့ဘယ်လိုပြောရ positioning လို့ခုနကပဲမတ်ထည့်ပြောလို့မျိုးပေါ့နော် positioning တူတဲ့သူတွေလားဆိုတာမျိုးဒါမှမဟုတ်ရှင်ကိုယ်တိုင်ဖန်တီးတဲ့ဟာတွေမှာဟိုတန်တူချောင်းကွဲဖြစ်ရှင်ဖြစ်သွားမယ်ဒါပေမဲ့ you still have the same overarching system behind the scene ပေါ့နော်ဥပမာဒီချေခုလုံးနေရလေးနဲ့ပဲနည်းနည်းဟိုဥမာပေးမယ်ပေါ့နော်ဒါကလည်းကိုလှုပ်ထားပဲကိုတီးလို့ပြောရတာပေါ့နော်တောက်လျှောက်ဒီခုနပြောခဲ့တဲ့စကားတွေက truth ကိုပို့ပြီးတော့ဥတည်တယ်ပြီးတော့ practicality ကိုဥတည်တယ်အဲ့တော့ spirituality ဘက်ကိုတွားရင်တော့ I always ask how true is it for me can I ဒီနေ့တောင်မှဒီညနေလေးတောင်မှ post တင်ထားတယ် I always have a auditing အမြဲတမ်းကိုပါတာကိုပြန်ဝင်တယ်ဟိုပြောပြီးငါကိုယ်တိုင်ရော embody လုပ်နိုင်လို့လားဆိုတဲ့ question အမြဲတမ်းပြန်မေးတယ်
အဲ့တော့အခုတည်ဆောက်နေတဲ့ SKF တို့ CLA တို့ဆိုတဲ့စာအုပ်တွေ foundation တွေဟာဆိုလို့ရှိရင်လေအဲ့ဒီဥစ္စာကို strongly ပေါ်တယ်အဲ့တော့ teacher တို့ AI ကိုပဲပြန်ပြောကြရအောင် teacher တို့မကြာခဏ converse လုပ်နေတဲ့ AI က teacher တို့ရဲ့ inner world reveal လုပ်တဲ့လူဖြစ်လာပြီဟို identity ဖြစ်လာပြီဒါဆိုလို့ရှိရင်ကိုက anxious ဖြစ်တဲ့သူမျိုးအနေနဲ့ဖြစ်နေတာလားဒါမှမဟုတ်ကိုက confidence leadership ကနေသွားလားအကုန်သူ analyze လုပ်ပေးနိုင်တယ်တို့သဘောတူပဲကိုပြောတဲ့ဟာကပြောတာတွေပြောင်းသွားရင်တော့ positioning ကမပြောင်းသွားဘူးအရေးကြီးတယ်ရှေ့လျှောက်ကပို့ပြီးတော့ပေါ့နော် what you stand for ကိုပြောလို့ရမယ်ထင်တယ်ရလားမထေကြီး အခုရောအဆင်ပြေလား so far so good Okay ဒီဟာပြောပြတိုင်းနေတယ် yes I just did Okay thank you ပါအဲ့ဟုတ်တော့ next cake မှာဆိုလို့ရှိရင်ကျမတို့ကကိုယ့်ရဲ့ true self ကိုပို့ပြီးတော့လူတွေသိလာအောင်ကိုလည်းပို့သိလာအောင်လူတွေလည်းပို့သိလာအောင်ငါရမ်းတော်တယ်ဒါကြောင့်မလို့ငါရောင်းတာဝယ်ကြပါအဲ့လိုမျိုးမဟုတ်ပဲねငါဒါကိုငါသိလို့ကိုပြောချင်လို့ကို sharing လုပ်တာပြောပြရောင်းချင်လို့ကိုရောင်းပေးတာအဲ့လိုပုံစံမျိုးဖြစ်လာမှာပေါ့နော်အဲ့တော့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင် talented လူတွေဟုတ်ချင်မှဟုတ်တော့မယ်ပေါ့နော် most authentic ဖြစ်တဲ့လူ visible ဖြစ်တဲ့လူ visibility ဆိုတာလည်း branding နဲ့ဆိုင်တယ်တချို့ဒီထဲမှာကျွန်တော်နဲ့သိရတဲ့လူတွေအများကြီးရှိတဲ့ခါကျတော့ပြောမယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့တချို့ကအကုန်လုံးသိတယ်ဒါပေမဲ့ visible မဖြစ်ချင်ဘူးဆိုတော့တို့မှအဲ့ issue လေးနည်းနည်းရှိတယ်လူတွေသိလို့ရှိရင်ငါမှ perfect မှမဟုတ်သေးတာ visibility မှာနည်းနည်းလေးhigh လုပ်ချင်နေသေးတာပေါ့နော်ကျွန်မကိုယ်တိုင်လည်းဖြစ်ခဲ့တယ်အဲ့ဒီ issue ကလေတက်နိုင်သလောက်လူတွေနဲ့မတွေ့ရင်ကောင်းလိမ့်ပဲလူတွေကိုလုံးနေတာမသိလေကောင်းလေပဲဘာဖြစ်လို့လဲဆိုတော့သိရမလားအရန်အောင်မြင်နေဆိုလို့ရှင်လူတွေကတိုက်ခိုက်ခံ something like that ဒီလိုမျိုး issue တွေအများကြီးရှိတယ်လေဒါပေမဲ့နောက်ပိုင်းကျတော့မဟုတ်ဘူးကိုလုံးဆရာရှိအောင်လုပ်ရမယ်ဆိုတဲ့ဟာကိုဆွဲကင်တက်လာတယ်အဲ့လိုပုံစံမျိုးအဲ့တော့ branding လုပ်ချင်ရင် visibility ကိုကြောက်လို့တော့မရဘူးဒါပေမဲ့ရွေးချယ်လို့ရတယ်ကိုကဘယ် community မှာ visible ဖြစ်ချင်တာလဲဆိုတာမျိုးကိုကတခြားလေးရွေးချယ်ပြီး strategize လုပ်လို့ရှိရင်ခုနကလို big ocean မှာသွားပြီး visible မဖြစ်နေလေရတယ်ပေါ့နော်ပြဿနာမရှိဘူးကိုတီဆောက်ချင်တယ်ကိုရဲ့နေရာလေးမှာကိုရဲ့ niche လေးမှာ visible ဖြစ်ချင်တယ်ဆိုရင်လည်းရတယ်အဲ့ဒါလေးတွေထည့်ပြီးတော့ focus လုပ်ပြီးပြောချင်တယ်ဘာလို့ဆိုတော့တချို့လူတွေကကြတော့branding တော့တိဆောက်ချင်တယ်ဒါပေမဲ့ visibility ကိုကြောက်တယ်ပေါ့နော်ကိုမဖော်ပြရင်မရဘူးလဲ something like that လိုမျိုးတွေအများကြီးရှိတယ်ပြီးရင်ကိုရဲ့ nature နဲ့ align ဖြစ်ရမယ်အဲ့တော့ astrology က map ကိုပေးတယ် map တစ်ခုဖြစ်တဲ့ astrology ဒီ branding ဒီ expression ဖြစ်တယ်အဲ့ဒါကို expression နည်းနဲ့ဖော်ပြမယ်ပေါ့နော်အဲ့တော့ကိုက life ကို build up လုပ်ချင်တာပဲဖြစ်ဖြစ် career သို့မဟုတ် business ကို build up လုပ်ချင်တာပဲဖြစ်ဖြစ် successful လည်းဖြစ်ရမယ် true လည်းဖြစ်ရမယ် authentic ဖြစ်တယ်ဆိုတူတူပဲပေါ့နော် authentic လည်းဖြစ်ရမယ် successful authentic တော့ဖြစ်တယ်ဒါပေမဲ့မအောင်မြင်ဘူးဆိုလို့ရှိရင်ကြတော့လေမဟုတ်သေးပြန်ဘူးအောင်မြင်တယ် authentic မဖြစ်လဲအဲ့ဒါရည်ရှိမခံဘူးလေဒါတော့လူတိုင်းသိတာပဲเนาะဆိုတဲ့ခါကျတော့ကျမတို့ဒီဟာလေးပေါ့ဒါနာအောင်ဆုံးပေါ့ okay အဲ့တော့ကိုရဲ့ chat ကိုလုံးဝမကြည့်တတ်သေးဘူးဘာညာကိုဘလုံးဝမသိဘူးဆိုလို့ရှိရင်ခုနပြောတခါစတုံးလိုင်းမှာ attend ဖွင့်နိုင်ရှိပါအဲ့ဒီ video လေး attend ရတော့တော်လေးကောင်းကြောင်ညာလေးဟုတ်တကယ်အဲ့ဒီ basic advance တွေပဲမတက်ချင်တက်ချင်နေ basically တော့ကိုတော့လူတိုင်းနားလဲတင်တယ်လို့ယူဆတယ်ကျမလေကျမရဲ့အမြင်ပေါ့လေအဲ့မှာဟို social media မှာကြီးစရာပြောနေကြတဲ့ဟာကိုဆိုရင်ဘလို့တော့ Taurus ဆိုရင်ဘလို့အဲ့လိုမျိုးမဟုတ်ဘူးအဲ့ဒီရည်စရာအတွက်သုံးချင်တာမဟုတ်ဘူးတကယ်ကို deeper level မှာငါရဲ့အားတာချက်တွေကဒါပဲငါရဲ့အားနည်းချက်တွေကဒါပဲဒါဆိုလို့ရှိရင်ဒီအားနည်းချက်ကို remedy လုပ်ဖို့အတွက် daily action တွေကိုငါဘာလုပ်မှာလဲအဲ့လိုမျိုးသိစေချင်တာကွာတကယ်ကို strategic tool အခုအနေနဲ့သုံးစေချင်တာအဲ့တော့ sun ကိုကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ brand essence ပဲတဲ့ဟိုဘက်ကကျမတို့ strategic astrology အတန်းမှာဆိုလို့ရှင်တော့ teacher sun ဒီကားတစ်စီးလို့ပြော vehicle တစ်ခုလို့ပြောတယ်ပေါ့နော်ဥပမာကိုယ့်ရဲ့ကားအကြီးလားကိုယ့်ရဲ့ကားသေးသေးလေးလားကိုယ့်ရဲ့ကားအမြန်ပြေးတဲ့ပြိုင်ကားမျိုးလားအဲ့ဒါမှဖြစ်သွားရဲ့ကားမျိုးလား SUV မျိုးလားအဲ့ဟာဒီကိုယ့်ရဲ့ဒီ vehicle ဒီကိုယ့်ရဲ့ sun ပေါ့နော် sun sign ပေါ့ဥပမာကျမဆိုရင် Virgo ပေါ့အဲ့လိုပုံစံမျိုးအဲ့တော့ဘာလို့ဖို့အတွက်လာတာလဲဘာကိုဆိုလို့ရှိရင်အခုဒီထဲမှာ astrology ကျွမ်းတဲ့လူလည်းရှိမယ်မကျွမ်းတဲ့လူလည်းရှိမယ်ဘာကိုဆိုလို့ရှိရင်လောကကြီးမှာဘာလို့ဖို့လာတာလို့ထင်လဲကျမမီးဖြေလို့ရတာကျမမရဘူးမရဘူးမီးဖြေကြည့်ချင်လို့လေကျမလူတွေဆရာလို့ဖို့ဟုတ်တယ်အဲ့လိုပြောမလို့ဆရာလို့ဖို့လားလို့ပြောမလို့အမနည်းနည်းလေးပို့ပြီးတော့မဟုတ်နည်းနည်းလေးပို့ပြီးလှတဲ့စကားလုံးမရှိဘူး
ပြ လူ ဖို့ တွေ လဲ နား ပြ မလည် ဖို့ တာကိုသူတို့ဘဝ အော် လေး မ ပို န် ကော တာ င်းအောင် လု ပြော ပ် င်းလဲ ဖို့မ ပေး န် ဖို့ တာလုတ်ဖို့စကားလုံးလှလိုက် ဂျာဂျလုံးခေါ်တယ်ဘာကိုရီကိုဗလိန်နေကြပြီတော့ just လို့ဖို့သိတယ်မဟုတ်လူဒီဟိုဟာ side 9မှာ तू က he version နဲ့ and he version ရှိရပေါ့နော်အဲ့ဒါတွေလည်းပြောပြချင်တယ်ဒီ astrology ကိုလေ့လာပြီဆိုရင်လူတွေကဘာနားလဲလာလဲကျမတို့အရင်အကြိုက်ဆုံး astrology လေ့လာတဲ့အခါမှာအကြိုက်ဆုံးဟာတကူကဘာလဲဆိုတော့နံပါတ်1အချက်ကတခုခုဖြစ်ပြီဆိုလို့ရှိရင် judgment တကယ်ရော့သွားသိလားတကယ်ရော့သွားတာကျမကဘာကိုအရန်မှန်တယ်ဘာကိုအရန်အစ်စ်မှန်တယ်အဲ့လိုလေဖက်ကနေကြည့်လိုက်တာနဲ့ခေါင်းကနေခြေဆုံးဘယ်နေရာ judge လုပ်အောင်လဲဆိုတော့သိပြီးသားအဲ့လိုမျိုးဘာကိုပဲကြည့်လမ်းဘေးမှာအကားမောင်းသွားလို့ဖက်ကနေဘေးကိုလှမ်းကြည့်လိုက်ရင်တော့အဲ့ဒီဆိုင်မှာအဲ့ဒီဟိုဆိုင်ဘုတ်မှာစလုံးရေးထားတဲ့ဟာ alignment မညီဘူးဆိုတော့ကျမသိတယ်အဲ့ဒါဟုတ်တယ်ကိုရီအီးချန်နယ်လို့တော့ဆိုရင်မထက်ကြီးစီလဲစာအုပ်လဲရောက်သွားဒီချဲမားတွေအများကြီးပဲဆိုအာသေးတာပဲဘာကိုချင်းတော့မတူတဲ့အတောင်လေးပြလိုက်ပါဦးဒါပေမဲ့မဟုတ်တယ်အဲ့ဒါကပြောရမယ်ဆိုရင် skill တစ်ခုပဲကောင်းတဲ့နေရာကိုကြည့်မယ်ဆိုရင်ကိုကအမှားနဲ့တယ်လေ skill တစ်ခုပဲတကယ်ကို organization အကြီးကြီးနဲ့လုပ်တယ်ကျွန်မဆိုထား NGO တွေနဲ့အလုပ်လုပ်တယ် big တကယ်ကို big international organization နဲ့အလုပ်လုပ်တဲ့ခါကျတော့ကျွန်မကနည်းနည်းအမှားတော်တော်နဲ့တဲ့ထဲမှာမရှိသလောက်ထဲမှာပါတယ်အများတန်းသူတို့အနေနဲ့ကိုအပြစ်ပြောစရာမရှိဘူးကွာဘာလို့ဆိုတော့ကိုကအတကုံသူတို့ထက်ကိုအစာပေါင်းများစွာ detail oriented လုပ်ထားတာကိုဒါပေမဲ့ပြောချင်တာအရေးကြီးတဲ့နေရာမှာ detail လုပ်နိုင်ပြီးတော့အရေးမကြီးတဲ့အချိန်မှာကိုလွှတ်ချနိုင်ဆိုရင်အရင်တော့မရှိခဲ့ဘူးဒါပေမဲ့အခုနောက်ပိုင်းရှိပါတယ်ဒါမှအရေးမကြီးတာငါတို့အရေးမကြီးတာဖြစ်တဲ့အတွက်ကြောင့်ဒါကို flow နဲ့နေလို့ရတယ်သူများတကဆိုင်းပုတ်ဘလို့ရေးထားတယ်ငါလည်းဘာမှမဆိုင်ဘူးဆိုတဲ့ဟာမျိုးဖြစ်လာတယ်ဆိုတာဒါကျမတို့ကတိုးတက်လာတာပဲဘာဖြစ်လို့လဲဆိုတော့ every little thing ကိုလိုက်ပြီးတော့စဉ်းစားကြည့်ပါအုံနောက်ထဲထည့်ပြီးအလုံးလုံးနေကျမကတကယ်ပင်ပန်းတယ်အရင်တော့ကဆိုလို့ဒါကိုနဲ့ပဲရှင်းပြောတာပါဒါပေမဲ့ astrology ကိုနားလည်သွားတဲ့အခါကျတော့ဒါက anti version ပဲဒါကhe version ပဲဆိုတဲ့အချိန်မှာကိုယ့်ကို he version ဖြစ်ချင်လာတယ်လေဖြစ်ချင်လာတဲ့ခါကျတော့ okay ဘာလုပ်ရမလဲဆိုတဲ့နောက်ပိုင်းမှာ action တွေကိုတကယ်ပဲလုပ်လာတဲ့ခါကျတော့ပြောရမယ်ဆိုရင် surrender လုပ်နိုင်လာတယ် flow နဲ့နေနိုင်လာတယ်ဒါကျမတို့တော့ဘဝကြီးမှာအရန်ကောင်းတဲ့စုလက်တစ်ခုပဲပေါ့နော်နောက်တစ်ချက်ကသူများကိုဘယ်လုံးဝ judge မလုပ်ဖြစ်တော့ဘူးအဲ့ဒါလေးတကယ်သူများကိုအခုလုံးဝ judge မလုပ်ဘူးကျမလုံးဝမလုပ်ဘူးเนาะတမင်တက်အပြောကောင်းအောင်မလုပ်တာမဟုတ်စိတ်ထဲမှာမရှိတာသူဘွားနဲ့သူနေတာငါနဲ့ဘာမှမဆိုင်ဘူးဆိုတဲ့ conversation မျိုးဖြစ်သွားတဲ့အခါကျတော့judge မလုပ်တော့ဘူးအဲ့တော့စဉ်းစားကြည့်ရအောင်တကယ်ကိုကျမဒီ 100% judge လုပ်တဲ့အဆင့်ဘဝကနေပြီးတော့တော်တော်လေးကို judgmental နည်းလာတယ်ပေါ့ကျမအများကြီးလွတ်လပ်တယ်ကွာ freedom ကိုရတယ်အဲ့ဒီ freedom လေးကိုရစေချင်တာဒီလူတွေကိုလည်းအဓိကအဲ့ဒါကျမ astrology နဲ့ပတ်သက်လို့ sharing လုပ်ပြီးလုပ်ဖြစ်တယ်ဆိုတာကိုဒီငါတော့ထားပဲငါတော့ Leo မို့လို့ထားပဲငါကတော့ Taurus မို့လို့ထားပဲအဲ့လိုမဟုတ်ပဲနဲ့မဟုတ်ဘူးငါက he version မှာဆိုရင် choice တွေအများကြီးရှိတယ် freedom အများကြီးရှိတယ်ဆိုတော့အဲ့ဒီအရာသားလေးကိုခံစားစေချင်တာကွာသိလားတကယ်ကိုနားလေဝိုင်းတကယ် freedom ရှိတယ် your action တွေက because of your choice not because of your identity အဲ့လိုပုံစံမျိုးပေါ့နော်ရုံးမှာဆိုလဲပြောကြတယ်ညီမလေးဆိုလို့ရှိရင်အခုဒီနှစ်ပိုင်းနေဆိုလို့ရှိရင်အမအရင်တော့ဆိုသူကကျွန်မလုံးဝစကားမပြောရဘူးကျွန်မဘယ်လောက်ကြီးပဲတေးအောင်ဟိုရီစားတွေဟာသားတွေပဲပြောဘလို့ပဲသူတို့ဘလို့ပဲဖြစ်သူတို့ကအမြဲတမ်းသူတို့နဲ့ကျွန်မနဲ့ကြားမှာလေယာတစ်ခုခံထားတယ်လို့ခံစားရတယ်ပေါ့နော်ဒါအခုနောက်ပိုင်းမှာပြန်ပြောကြတာပါအရင်တော့ဆိုမပြောရဘူးကြောက်လို့ဒါပေမဲ့အခုကျတော့တကယ်ကိုပြောရမယ်ဆိုရင်တကယ်ကိုနှလုံးသားချင်းရင်းနှီးတယ်ဆိုတဲ့ relationship တွေကိုထူထောင်နိုင်တယ်ပေါ့နော်အဲ့ဒါဒီခုနက attachment ရော့သွားလို့ပဲဆိုတဲ့ဟာအများကြီးပါတယ်ပေါ့နော်ပြောချင်တာ perfect 100% perfect ဆိုတဲ့ဟာမရှိတော့ဘူးအဲ့တော့ပြောပါမယ်ဆိုလို့ရှိရင်ကျမရဲ့ sun ပဲလေဒါကျမရဲ့ sun ကကျမကို control လုပ်မှာလားဒါမှမဟုတ်ရင်ငါလိုအပ်တဲ့နေရာတွေမှာပဲအဲ့ sun ကိုသုံးမှာလားအဲ့မှာ conversation မတူဘူးဟုတ်တယ်ကျမက Virgo ဖြစ်တယ်ကျမဒီ analyze လုပ်တာအရင်ကောင်းတယ် judgmental အရင်ဖြစ်တယ် detail oriented အရင်ဖြစ်တယ်ဒါပေမဲ့ငါလိုချင်တဲ့နေရာတွေမှာပဲငါဒါကိုသုံးမှာအဲ့လိုမျိုးကိုယ့်ရဲ့ essence ကိုပြချင်တဲ့နေရာမှာပဲကိုယ့်ရဲ့ he version ကိုပြမှာအဲ့ပုံစံမျိုးပါသိလားပြီးလို့ရှိရင် moon ဒီ emotional signature how people experience you moon ဒီကိုယ့်ရဲ့ emotion တွေကိုဟိုဖြစ်တဲ့တက်ရောက်မှုရှိတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ moon sign ကိုသွားပြီးတော့ကင်လိုက်ခြင်းဒီ astrology မှာဆိုရင်
အများကြီးကျမတို့ရဲ့ mental emotional well-being ကိုအများကြီး impact ဖြစ်တယ်အဲ့ဒီခါမှာ nervous system regulation တွေပါတယ်ဒီ moon sign ကနေလာတာပဲများတော့အဖြစ်လေဒါကျမသိတယ်လောက်ပေါ့နော် mind လည်းမှားမယ်ဆိုတဲ့ခါကျတော့ကျမရဲ့ experience အရတော့ moon sign ကို handle လုပ်လိုက်ခြင်းဒီကိုယ့်ရဲ့ဒါ emotional signature ဖြစ်တယ်ဥပမာကျမဆိုရင်အခုနောက်ပိုင်းဆိုရင်မွန်ဆိုင်နဲ့အဝတ်အစားကိုဝတ်တယ်ကိုယ့်ရဲ့ဒီအိမ်မှာရှိတဲ့ decoration တွေကိုမွန်ဆိုင်ကိုခြေတီးပြီးတော့လုပ်တယ်အဲ့လိုလုပ်တဲ့အချိန်မှာအများကြီးအလုပ်လုပ်တဲ့အချိန်မှာငါလုံးနေရတယ်ငါအရန်ပင်ပန်းလိုက်တာအဲ့လိုမျိုးမဖြစ်ပဲနဲ့ပျော်ပျော်ရွှင်အဲ့လိုက်တက်တောင့်တက်တာလုပ်ရတယ်ဆိုရယ် flow တစ်ခုခံစားချက်တစ်ခုရတယ်ပေါ့နော်နောက်တစ်ခုက rising ဒီ expression people လူတွေကကိုယ်ကိုပထမဆုံးမြင်တဲ့ first impression ပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့လုပ်ငန်းခွင်မှာဆိုလို့ရှိရင်တော့တေချာပေါက်ကိုယ့်ရဲ့ sun ရယ် moon ရယ် rising ရယ်နောက်တစ်ခုက MC ပေါ့လေထားပါ MC ရဲ့ဒီမှာမပါဒါပေမဲ့ကိုယ့်ရဲ့ career mid heaven ပါတယ် MC ကကိုယ့်ရဲ့ professional reputation legacy public ကကို career မှာကိုယ်မြင်တဲ့အမြင့်ပေါ့နော်ဒီလေးခုကတော့အနည်းဆုံးကိုtake care လုပ်ရမယ်ဟာပေါ့ကျန်တာတွေကိုခဏလေးထားရင်တော့ဒီ first layer ကို take care လုပ်လိုက်တယ်ဆိုရင်လူကတော်ကြီးကိုအဆင်ပြေလာတာတွေ့ရလိမ့်မယ်အဲ့တော့ဒီအခုလာတဲ့လူတွေထဲမှာလည်းကိုဆိုင်ကိုမသိသေးဘူးတော့ပြန်ရှာပေါ့နော်ရှာပြီးလို့ရှိရင်အဲ့ဒါလေးနဲ့ဖက်ကြည့်AI တို့ဘာလို့လဲလုံးကြည့်လို့ရတယ်အဲ့ဆိုရင်ကိုယ့်ရဲ့အားနည်းချက်ကဘာလဲအားသာချက်ကဘာလဲအဲ့အားနည်းချက်အားသာချက်တွေကငါ့ကိုဘယ်လိုတကယ် impact ဖြစ်နေတယ်စသဖြင့်ဒါကိုယ့်ကိုပြန်ရှာဖွေတဲ့အပိုင်းပေါ့နော်ငါရဲ့ action တွေမှာခုနလိုစမ်းကြောင့်ဒီ action ကိုလုပ်တာလားမွန်းစမ်းကြောင့်ဒီ action ကိုလုပ်မိတာလားဒီအတွေးတွေကဘယ်ကနေလာတာလဲဒါမျိုးတွေပြန်ရှာရမယ်နည်းနည်းတော့လှုပ်လုပ်ရမယ် inner work နည်းနည်းတော့လုပ်ရမယ်နည်းနည်းမလုပ်ဘဲနဲ့တော့ result မရဘူးပေါ့အဲ့တော့ Mercury က communication style အဲ့တော့ branding မှာဆိုရင်နောက်ခဏတက်ဆက်လိုက်မှာ branding ရဲ့ model ကိုပြမယ်ပေါ့နော် branding မှာဆိုလို့ရှိရင်ကျမတို့ brand communication brand voice ဆိုတာရှိတယ် narrative ဆိုတာရှိတယ်ကိုယ့်အကြောင်းကိုဘာပြောတာလဲဥပမာကိုယ့် business လို့ဥပမာကျမကဟိုရောင်းမယ်ပေါ့ရေဘူးရောင်းမယ်ဆိုလို့ရှိရင်ကိုယ့်ရေဘူးကဘယ်လောက်ကောင်းပါလဲဆိုတဲ့ဟာကိုပြောတာဒီ narrative ပဲကိုကဒီ service ကိုရောင်းနေဆိုလို့ရှိရင်လေကို service ကဘယ်လောက်ထိအောင်ကောင်းပါတယ်လို့ပြောတာဒီ narrative ပဲအဲ့ဒီ narrative ဒီ Mercury ပေါ်မှာအများကြီး Mercury ကအဲ့ဒီ narrative ပေါ်မှာအများကြီး impact ရှိတယ်ကိုယ့်ရဲ့ပြောဆိုပုံကို express လုပ်တဲ့ပုံကိုယ့်ရဲ့ thinking process ပေါ့နော်အဲ့ဒါတွေဒီအများကြီး impact ရှိတယ် Venus ကကြတော့ attraction aesthetic relationship building Venus တို့ပြောရင်လူတွေကရည်စရာဟိုချစ်သူခင်သူဒီ relationship ကိုပဲပြောကြတယ်တကယ်တော့မဟုတ်ဘူး any type of relationship ကို customer နဲ့ကိုနဲ့ relationship ကိုလည်းဒီဟာနဲ့ထည့်စဉ်းစားလို့ရတယ်ကိုယ့်ရဲ့ team နဲ့ကိုပတ်ဝန်းကျင်မှာကို team ကိုတည်ဆောက်မယ်ဆိုရင်ကို team ကိုလည်းဒီ Venus နဲ့အများကြီးဟိုလုပ်လို့ရတယ်Mars ဆိုလို့ရှိရင်ကိုကဘယ်လို leader လဲပေါ့ကိုကဘယ်လို action တွေယူတတ်တယ်လဲခါလေကျရင်ရှိမယ်ကျမကတော့အမရဲ့ကျမ client နေဆိုရှိတယ်ဘာလို့ဟိုဘယ်လိုပြောရမလဲသိတယ်ပေါ့နော်လုပ်ရမယ်ဆိုတော့သိတယ်ဒါပေမဲ့မလုပ်ဖြစ်သေးဘူးဒါဆိုလို့ရှိရင် Mars ကိုနည်းနည်းသွားကြည့်ဘာဖြစ်နေရလဲပေါ့သူဒီတကယ်ကို he version ဖြစ်ရလားလှုပ်ထိုက်တာတွေကိုလုပ်နေသလားစသဖြင့်ပေါ့နော်အနည်းဆုံးတော့ဒီလောက်လေးကိုနားလည်ရင်တခြားသောဟိုဒီဟိုအသေးစိတ်ဒီထက် layer by layer တွေကိုမစင်းစားနဲ့အောင်ဒီ first layer ကိုနည်းနည်းလေးကိုကငါဘာလုပ်လဲငါကဘယ်လိုလူလဲဆိုတဲ့ဟာကိုနည်းနည်းလေးနားလဲတယ်ဆိုရင်လူတွေမှာလေကျမရဲ့အတွေ့အကြုံရလွှမ်းမိုးတဲ့ aspect တွေရှိရဲ့မဆန်းကအများကြီးလွှမ်းမိုးနေလို့ရှိရဲ့မွန်းကအများကြီးလွှမ်းမိုးတယ်လို့ရှိရဲ့Mercury ကအများကြီးလွှမ်းမိုးတယ်ရှိရဲ့သူ့ကိုကြည့်လိုက်မြင်ရတယ်ပေါ့အဲ့တော့ကိုသုံးသပ်ရမှာပေါ့ဒီဇိုင်းတွေအကုန်လုံးလေ့လာပြီးတော့ခါကြတော့ငါ့ကိုဘယ်ရာအလွှမ်းမိုးဆုံးလဲဆိုတော့တစ်ချက်လေးကြည့်ရမှာပေါ့နော်တရားနဲ့တလို့တူမှာမဟုတ်ဘူးပေါ့Moon Virgo ကြောင့် flow နဲ့နေနိုင်အောင်အရင်ကြိုးစားနေရဟုတ်ကဲ့ Venus in Cancer okay MC Virgo Moon Virgo လေးအများကြီးပေါ့ okay thank you for sharing လို့တာဆိုတော့အဲ့တော့ဒါကကျတော့ကျမရဲ့ framework ကဟို branding framework ပေါ့နော် branding တစ်ခုလုပ်တော့မယ်ဆိုရင်တခြားဒီအပေါ်စာတွေကိုမကြည့်နေအောင်အောက်က hexagon လေးကိုကြည့်မယ်ဆိုရင် ABC VAT ABC VAT model ဆိုတော့ကျမအသုံးတယ်အဲ့မှာလဲလေအရန်ထူးဆန်းတာ AI မပေါ်ခင်တုန်းကကျမရဲ့ model ဒါမဟုတ်ဘူးAI မပေါ်ခင်တုန်းကကျမရဲ့ branding တောက်လျှောက်အခုဆိုရင်12နှစ်13နှစ်ရှိပြီပေါ့နော်တောက်လျှောက် AI မကြီးထွားလာခင်လွန်ခဲ့တဲ့10နှစ်လောက်မှာကျမလုပ်တဲ့ model ဒီ ABC ASK ARC ဆိုတဲ့ model ကိုသုံးခဲ့တယ် branding ကိုတည်ဆောက်လို့ရှိရင် framework မှာ ABC ကတော့မပြောင်းဘူး appearance behavior communication ASK ARC ကပါလဲဆိုတော့ A က abilities အဲ့ဒါလည်းမပြောင်းဘူး S ကပါလဲဆိုရင် skill K က knowledge အရင်တော့ကကျတော့ knowledge သိတယ်လို့ဆရာကြီးပဲ branding မှာကောင်းလောက်စားလို့ရတယ်ငါက finance နဲ့ပတ်သက်လို့ဘယ်လောက် experience ရှိပြီဘယ်လောက်ထိ skill ရှိပြီဘယ်လောက်ထိ knowledge ဖြစ်ခဲ့တယ်ဆိုတဲ့ဟာတွေကဒီနေ့မှာတကယ် relevant မဖြစ်တော့ဘူး knowledge က
လူတွေကပြော knowledge က cheap လို့တော့ပြောလာကြတယ်စကားလုံးရဒါပေမဲ့အဲ့စကားလုံးတော့မကြိုက်ဘူးဒါပေမဲ့တကယ်တော့ဖြစ်နေတာပဲလေဘယ်နေရာမှာသွားရှာဆိုရှာလို့ရနေတယ်ဆိုတော့အခြေအနေမှာကျမရဲ့ model ကိုတော့ပြောင်းပြရတယ်ပုံမှန်လေးပြောရင်ABC vet ဆိုပြီးပြောင်းရတယ်ဘာလဲဆိုရင် A က appearance behavior communication အဲ့ဒါမပြောင်းဘူးဘာတွေပြောင်းတာလဲဆိုတော့ V က values ကို values ကိုတကယ်ကိုယ့်ရဲ့ identity နဲ့ self discovery ကိုလည်း discover လုပ်ထားတယ်လူတွေလည်းသိတယ်အဲ့လိုပုံစံနဲ့ပြောင်းပြီးတော့ပြောရမယ်ဆိုရင် remodel ပြန်လုပ်ရတယ်ပေါ့နော် values အဲ့တော့မေးကြည့်ချင်တာကိုယ့်ရဲ့ values ကိုတကယ်ပဲသိနေသလားကို product ဆိုရင်လည်းကို product ရဲ့ value ကို service ရဲ့ value ကိုတကယ်ပဲတိတိကျကျသိနေသလားဆိုတဲ့အချိန်မှာအများကြီးတာသွားတယ်values ကိုတိတိကျကျမသိပဲနဲ့အလုပ်ဆက်ဘာမှလုပ်ဆက်လုပ်လို့မရဘူးဘာမှဆက်လုပ်လို့မရတာအဲ့ဒါကြောင့်မလို့ကျမရဲ့ branding business branding ပဲဖြစ်ဖြစ် personal branding ပဲဖြစ်ဖြစ် course တွေမှာ value analysis ကိုပထမဦးဆုံး exercise အနေနဲ့လုပ်ခိုင်းတယ် value analysis ပြန်လုပ်မပြောင်းတာကို value စီကချိန်တာကိုကိုက crisis တွေပါတယ်ဖြစ်ထားရင်ပိုတော့ချိန်နေတယ်လူတွေကလေ transformation ဖြစ်လာရင် value လည်းချိန်တယ်အဲ့ဒီအခါမှာကို value ကိုကောင်းလေးကိုရဲ့ top 5 value ကိုသိလို့ရှိရင် top 5 value နဲ့အလုပ်လုပ်ရမှာniche ရှာတဲ့နေရာမှာပဲဖြစ်ဖြစ် visibility တိဆောက်တဲ့နေရာမှာပဲဖြစ်ဖြစ်အဲ့ဒီ top 5 value နဲ့အလုပ်လုပ်မှသူကအောင်မြင်တာမဟုတ်လို့ရှိရင်ကိုက project ကြီးကတော့နာမည်ကြီးသွားမယ်ကိုမပြောဘူးကိုစိတ်မချမ်းသာဘူးကိုစိတ်မချမ်းသာတဲ့အတွက်ကြောင့်ရေရှည်မလုပ်နိုင်ဘူးရေရှည်မလုပ်နိုင်တော့ကိုကအလကားနဲ့ waste of time ဖြစ်တယ်အဲ့ဒါရှုပ်ကုန်တာပေါ့နော်အဲ့ဒီခါကျတော့ values ကိုအရင်သိရမယ်ပြီးရင် A ကဘာလဲ ability ကတော့မပြောင်းဘာဖြစ်လို့ ability ကမပြောင်းလဲဆိုတော့ဘလောက်ကြီးပဲတော်တယ်တွေမတော်ဘူးတွေ communication တွေလုပ်လို့ဘလောက်ထိကိုက expert ဖြစ်တယ်ဆိုတဲ့အရာကိုပြနိုင်ဖို့ကလိုတယ်တချို့တွေက expertise ရှိတယ်အထဲမှာဒါပေမဲ့မပြနိုင်ဘူးကိုယ့်ရဲ့ abilities ကိုမပြဘူးခုနကပြောသလိုမပြနိုင်ဘူးပေါ့လေပြောရမယ်ဆိုရင်walk the talk မဖြစ်ဘူးပဲပြောမလားဒါမှမဟုတ်ရင် walk the talk မလုပ်ကြဘူးပဲပြောမလားဒါမှမဟုတ်ရင်လုပ်နေတယ်မပြဘူး visible မဖြစ်ဘူးပေါ့နော်အဲ့ဒီအခါမှာဘာဖြစ်လဲဆိုတော့ကျမလောက်တောင်လုံးမလုပ်တဲ့လူကယာတူတိုးသွားတယ်တို့ကျွန်တော်လောက်တောင်မကောင်းတဲ့ product ကပိုရောင်းရတယ်ဘာဖြစ်လို့လဲဟုတ်တယ်မလားအကြောင်းတစ်ခုခုတော့ရှိရမယ်အပြင်လောကကိုအပြစ်တင်လို့မရဘူးလေနော်ကိုယ့်ရဲ့ model လေးမှာဘာလို့နေလဲဆိုတာကိုကြည့်ပြီးတော့ကိုယ့်ရဲ့ ability ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုယ့် product ရဲ့ကိုယ့် service ရဲ့ကောင်းချောင်းကို demonstrate လုပ်နိုင်ရမယ်ပြီးရင်တော့နောက်ဆုံးကတော့ပြောစရာမလို long term အတွက်ဆိုရင် trust ဒီအရင်အရေးကြီးတယ်ကျမတို့က credibility တည်ဆောက်ရမယ် reputation တည်ဆောက်ရမယ်အဲ့တော့ brand you model ဆိုပြီးတော့အဲ့ဒါနဲ့သွားတာပေါ့နော်ဒါကျမရဲ့ model ပေါ့ B ဆိုရင် B နှုံးလုပ်မယ်အဲ့ဒါကိုယ့်ရဲ့ value တွေကိုနှုံးဖြစ်အောင်လုပ်မယ် refine ဆိုတာကိုယ့်ရဲ့ appearance ကို refine လုပ်မယ်ကိုယ့်ရဲ့ action တွေ behavior တွေဒီကိုယ့်ရဲ့ value နဲ့ကိုက်ညီရမယ် narrative တွေလုပ်နိုင်ရမယ် demonstrate ပြနိုင်ရမယ်ပြီးရင်တော့ upgrade လုပ်မယ် long term အတွက်ပေါ့နော်ဒီလို model နဲ့သွားတယ်အဲ့တော့ဒါကကျမရဲ့ model အဲ့ဒါနဲ့ astrology နဲ့ဘယ်လိုဆက်တယ်လဲဆိုတာကိုကြည့်ရအောင်ကိုယ့်ရဲ့ chart ကို code အနေနဲ့လုပ်မယ်ခုန sun ပါလဲ moon ပါလဲပေါ့ကျမဆိုရင် moon taurus ဖြစ်တဲ့အတွက်ကြောင့်ကောင်းနေခြင်းနဲ့ကောင်းစားခြင်းနဲ့အလှကြိုက်တယ်အဲ့ဒါကို fully လက်ခံပလိုက်တယ်အခုချိန်မှာဒါငါပဲဘယ်သူမှဘာမှညအိပ်ရဝင်လို့နှကန်းနေဆိုတဲ့ကိစ္စကိုဘယ်သူအပြစ်လာတင်မတင်ငါစိုးချင်ဆုံးမှာပဲ right အိမ်မှာထားပါတော့ဘာမှလုပ်စရာမရှိပဲညအိတ်ခံနေလေးမှာတပလင်းတသိန်းခွဲလောက်ပေးရတယ်ဖျောင်းနိုင်အမွှေးတိုင်ထွန်းလဲငါထွန်းမှာပဲငါကြိုက်လို့ထွန်းတာအရင်တော့ဆိုအဲ့လိုမဟုတ်ဘူးဘာကူကဘာပြောလဲဆိုရင်ဟဲ့နှမျောစရာကြီးဘူးကလည်းသိတာမဟုတ်သေးတယ်ပေါ့လားအဲ့ဒါမဟုတ်ဘူးအခုကမွန်းကလိုအပ်တဲ့အတွက်ကြောင့်ငါတော့မှာအဲ့လိုပုံစံမျိုးကိုယ့်ရဲ့ code တွေကိုကိုယ့်ဘာသာကိုနားလေတယ်ပေါ့နော် branding ကကြတော့ဒါအပြင်အတွက်လောက်တာ expression အတွက်လောက်မယ်ညာဟုတ်တယ်နဲ့ပြောတာ knowledge က value ability ပေါ့ knowledge foundation တော့ရှိရမှာပေါ့လေမရှိလို့တော့လည်းမဖြစ်ဟုတ်ဘူးပေါ့လေရှိရမယ်ဒါပေမဲ့ knowledge တစ်ခုတည်းကကိုယ့်ရဲ့ core competency မဟုတ်တော့ဘူးလို့အဲ့လိုမျိုးပြောချင်တာပေါ့နော်အဲ့တော့ဒါကြီးက main character မဟုတ်တော့ဘဲနဲ့ဟုတ်တစ်ချက်ဟိုလေတစ်လေးbloom taxonomy လေးတစ်ချက်လောက် share ပြီးမှ share ခြင်းလို့လေခုဆက်ပြောလာအောင်ပြီးမှokayနောက်တစ်ဆက်လိုက်ပဲကျန်တော့တယ်အဲ့ဒါ it's okay ဒါပြီးမှ thank you ပါအဲ့တော့ဘယ်လို express လုပ်မလဲကိုယ့်ရဲ့ code တွေကိုကိုယ့်ဘာသာကိုနားလည်ပြီးဘယ်လို expression ပြန်ဖွင့်မလဲပြောချင်တာကလေကိုယ့် life ကိုကိုယ့်ကဘာတီးတဲ့ကဘာတစ်ခုအနေနဲ့မြင်ကြည့်လိုက်
ကိုယ့်ရဲ့ product နဲ့ကိုယ်နဲ့ကိုတီးတန့်ကဘာတစ်ခုအနေနဲ့မြင်ကြည့်ဒါမှမဟုတ် service နဲ့ကိုယ်နဲ့တီးတန့်ကဘာတစ်ခုနဲ့မြင်ကြည့်အဲ့ဒီနေရာမှာဘယ်လိုမျိုး design လုပ်ပြီးဘယ်လိုပုံဖော်မှာလဲဆိုတာကိုယ့်ရဲ့ puzzle ပဲကိုယ့် puzzle ကိုယ့်ဘာသာကိုဖြည့်ရမှာသူများနဲ့သွားဖြည့်ဖို့မစင်စားနဲ့ကိုယ့်ဘာသာကိုအရင်ဖြည့်ပြီးတော့မှလာအဲ့ဒါကိုတော့ကဘာလောကကြီးကိုချပြမှာပေါ့နော်အဲ့တော့ဒီမှာနည်းနည်းတော့ရှုပ်ထွေးနေတယ်အရင်လှတယ်အရင်လှလို့ထင်တာအဲ့တော့ကိုယ့်ရဲ့ chart က code ကိုယ့်ရဲ့ brand က expression လို့ပြောရင်ကိုယ့်ရဲ့ why နဲ့ who နေရဒီမှာ sun ကိုယ့်ရဲ့ sun ကိုကောင်းကောင်းနားလည်ပြီလားကိုပြန်မေးရမှာငါဒီကမ္ဘာလောကကြီးမှာ sun sign နေတကယ်တော့ကိုကို shine အဖြစ်စေနိုင်ဆုံးဟာဥမာခုန keyword ကိုကျွန်မမေးတယ်ဆိုတာဒါလေးပြောချင်လို့ Virgo ဒီတကယ်တော့ Virgo ရဲ့ keyword ကခုနလို judgment တို့ဆရာလောက်တာတို့ mentor လောက်တာမဟုတ်ဘူး Virgo ရဲ့ keyword ဒီ mastery တခုခုကို mastery ဖြစ်အောင်လုပ်နေရမှာကျွန်မရဲ့ပြောရမယ်ဆိုကျွန်မရဲ့ brand expression ကတခုခုကို mastery ဖြစ်အောင်မလုပ်ဘဲနဲ့ cheap talk လုပ်နေတဲ့၍ကျွန်မအကြရှုံးပါဒါမှမဟုတ်လို့ရှိရင်အပေါ်ယံတစ်ခုခုကိုပဲလုပ်ပြီးတော့အပေါ်ယံသဘောပေါက်လားဟိုတစ်ခုခုလေးကိုအပေါ်ယံမှာလေ့လာလိုက်စားပြီးတော့အပေါ်ယံ service လေးတွေပေးနေတဲ့၍ကျမကပြဿနာတက်မှာကျမက deeper level မှာကျမ shine ချင်ရင်ဟိုမှာ sun sign အနေနဲ့ကျမရဲ့ sun ကိုအရှိုင်းဆုံးအခြေအနေထိဖြစ်ချင်တယ်ဆိုရင်တစ်ခုခုမှာ deeper level မှာ long term တကယ်ကို mastery ဖြစ်အောင်တည်တည်ငြိမ်ငြိမ် grounding လုပ်ပြီးရခါမှာအဲ့ဒီကောင်ကိုတိဆောက်ပြီးတော့ပြန် share လုပ်မှာသုံးချရမှာဆိုတော့ဒါဘာကိုပေါ့နော်မတခြားဆိုင်တွေတခြားမျိုးရှိမှာပေါ့လေဥပမာ Gemini ဆိုဘယ်လိုပေါ့ဒီလိုရှိမှာပေါ့အဲ့တော့ Mon ဒီကိုရဲ့ emotional experience ခြားလူတွေကလည်းဘယ်လို emotional experience ကိုထင်လဲကိုယ်တိုင်ရဲ့ emotional foundation ကဘယ်လိုလဲ rising the first impression အဲ့တော့ okay ဒါကသူများကကိုမြင်တဲ့အမြင်ဖြစ်သွားပြီတခါတလေကြာရင်ဥမာ rising နဲ့ကျမကကန်ကောင်းတော့ sun နဲ့ rising နဲ့တူတယ်တစ်ချက်တည်းဖြစ်တဲ့အတွက်ကြောင့်တိတ်ကိစ္စမရှိဘူးကျမရဲ့အတွင်းထဲမှာဖြစ်တဲ့အရာဒီသူများကကိုမြင်တဲ့အရာပဲတူပဲဒါပဲအတွင်းထဲမှာလည်းဒါပဲပြင်မှာလည်းဒါပဲဒါပေမဲ့တချို့ကအဲ့လိုမဟုတ်ဘူးတချို့ကအဲ့လိုမဟုတ်ဘူးဥပမာ sun ကလုံးဝကို shine ဖြစ်ချင်တဲ့ Leo ဆိုတော့ဥပမာပေါ့နော် sun က Leo ပေါ့အရင် shine ဖြစ်ချင်တဲ့အရင် shine ဖြစ်မယ်သူလုံးဝ lead လုံးနိုင်တယ် fire ဖြစ်မယ် moon က Scorpio ဆိုပါစို့ဒါမှမဟုတ် rising က support Scorpio ဆိုပါစို့နည်းနည်းလေး issue တက်ပြီးအဲ့ချိန်မှာဆိုလို့ရှိရင်လုံးဝတယောက်တည်းတိတ်ဆိတ်လေးပုံးကွယ်ပြီးတော့လုံးဝ secretive ဖြစ်ချင်တဲ့ sign နဲ့အရန် shine ဖြစ်ချင်တဲ့ sign တွေကကိုယ့်ချက်မှာလာကြတယ်ဒါမတတ်နိုင်ဘူးဒါကိုယ့်ရဲ့ကံပဲဒါကို work on လုပ်ရမှာပဲ work out လုပ်ရမှာပဲဘယ်သူ့ကိုကိုကဘလို့နေရာချမှာလဲဆိုတဲ့ဟာကိုသူတို့နှစ်ယောက်ကိုအဆင်ပြေအောင်ရက်မဖြစ်နေအောင်ကိုလုပ်ရမှာပဲဒါလေးကိုပြောပြချင်တာပေါ့နော်ပြီး Mercury ကခုနလိုကိုယ့်ရဲ့ communication နဲ့ပတ်သက်တဲ့ Venus က attraction connection Mars က leadershipနောက်က MC ကကိုယ့်ရဲ့ career ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုဘလို့ translation လုပ်မလဲအဲ့တော့ကိုယ့်ရဲ့ nature ကို diagnose လုပ်ရမယ်ပြီးတော့မှ translate ပြန်လုပ်မယ် expression အနေနဲ့ကိုတော့မဟုတ်ဒါကကျွန်မကဥပမာပြောနေလို့လေကိုလည်းဖြင့်ဒီအခုပြောနေတဲ့ conversation တွေကိုနားထောင်နေတဲ့လူကကို personal branding လုပ်ချင်တာလည်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင် professional branding လုပ်ချင်တာဖြစ်မယ် business branding လုပ်ချင်တာဖြစ်မယ်ဘယ်လိုပဲလုပ်လို့ပိုင်ရှင်ရဲ့ sign ဒီ impact လာဖြစ်တယ်ပိုင်ရှင်ရဲ့ sign ဒီ impact လာလို့လာဖြစ်တယ်အဲ့ဒီbusiness owner ရဲ့ sign ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ decision တွေမှာဘာတွေနဲ့လုပ်နေရလဲဆိုတော့ကိုသိရမယ်အဲ့တော့အဲ့ဒီကနေပြီးတော့ upgrade လုပ်မယ်အဲ့တော့ဘယ် sign ကိုအသုံးပြုပြီး value ကိုဖန်တီးမှာလဲသိလားဘယ် sign ကိုအသုံးပြုပြီး appearance ကိုဖန်တီးမှာလဲကိုယ့်ရဲ့ action တွေဒီဥပမာ action ဆိုရင် Mars ဖြစ်မှာပေါ့ဥပမာပြောရဆိုရင် Mars တို့ Capricorn တို့အဲ့လိုဟာတွေကကိုယ့်ရဲ့ဘယ်နေရာမှာရှိနေတာလဲအဲ့ဥပမာမူတည်ပြီးလုံးမှာပေါ့communication ဆိုလို့ရှိရင်ကိုယ့်ရဲ့ Gemini ကဘယ်နေရာမှာရှိရလဲဥပမာပြောပြတာပါကိုယ့်ရဲ့ strength ဆောင်ရေးကိုယ့်ရဲ့ ability ကိုများထက်တော်တဲ့နေရာတွေဘယ်နေရာတွေရှိမှာဒါဆို astrology ကို deeper level မှာလေ့လာလို့ရှိရင်ဘယ်နေရာမှာ try ဖြစ်နေလဲတို့ဘယ်နေရာမှာ sex side ဖြစ်ဒါမျိုးတွေပါလာပြီဒါပေမဲ့လောလောဆယ်အဲ့လောက်ထိမသိရင်လည်းထားလိုက်ရောပြောချင်တာကကိုယ့်ရဲ့ဘယ် sign နဲ့ဘယ်နေရာမှာအလုပ်လုပ်ပြီးတော့ကိုယ့်ရဲ့ value system ကဘယ် sign ဝါလာပြီးတော့ပြောမှဆို align ဖြစ်ရင်လည်း align ဖြစ်နေတယ်ပေါ့ပြဿနာပေးရင်လည်းပြဿနာဖြစ်နေတယ်ပေါ့အဲ့ဟာမျိုးကိုကြည့်ပြီးတော့ကို demonstrate လုပ်တတ်ဖို့လိုတယ်ပေါ့နော်ထားပါတော့ကိုကပြောရတော့မယ်ကိုသွားချင်တာကကို brand ကို expand လုပ်ချင်တာကို expand လုပ်ချင်တာဒါပေမဲ့ကိုရဲ့ဒါပါတော့ house 3ဆိုရယ် communication house မှာ Scorpio ဖြစ်နေတယ်ကျမဆို house 3က Scorpio ပေါ့အဲ့အကြောင်းကျမကဒီအရင်စကားပြောမှာအရှမ်းစိတ်ညစ်တယ်လူတွေကထင်မယ်မထက်ရဟုတ်ရလားစကားပြောတဲ့အလုပ်ကိုလုပ်လာတာ12နှစ်ရှိပြီဆိုတကယ်အဲ့ဒါမနာဘူးhouse 3မှာ Scorpio ဖြစ်တဲ့အတွက်ကြောင့် communication မှာအရန်ပြဿနာရှိတယ်ကျွန်မမှာ
အရင်ပြဿနာရှိမပြောချင်တတ်နိုင်တယ်တော့ပြောပြီးလို့ရှိရင်လည်းပြန်ပြီးတော့အဲ့ဟာကိုပြန်ပြီးတော့ဟိုသိရမလားတတ်လဲပြန်ပြီးကိုယ့်ကို charge လုပ်နေအဲ့ပြဿနာအများဒါပေမဲ့ဒါကြီးအခုတော့ကြော်လွှားနိုင်လာပြီကွာပြောချင်တာကြော်လွှားနိုင်လာကြော်လွှားလို့ရတယ်ဒါပေမဲ့အရင်တုန်းကဖြစ်ခဲ့တာကိုပြောတာဆိုတဲ့အခါကျတော့ဥပမာကျမကစကားပြောတဲ့အလုပ်ကိုလုပ်ချင်တယ်ဆိုရင်ကျမရဲ့ Scorpio House 3ကလာပြီးပြဿနာရှာနေတာကျမတို့ဒါဆိုသူ့ကိုဘယ်လို handle လုပ်မလဲဒီလိုပြောချင်တာအဲ့တော့ကိုက express လုပ်ချင်တယ် lead လုပ်ချင်တယ်Okay ကျမက lead လုပ်ချင်တယ် leader ဖြစ်ချင်တယ်ဥပမာကျမရဲ့ business direction က leader ဒါပေမဲ့ကျမရဲ့ house 12က Leo house 12ကပုံပြီးနေချင်တယ်လို့ပုံပြီးတော့နေချင်တာတက်နိုင်တဲ့လောက်နောက်ွယ်မှာနေချင်တာနောက်ွယ်ရပဲ support လုပ်ချင်တာအဲ့တဘောရှိတယ်ဆိုတော့ကိုယ့်ရဲ့ business direction နဲ့ကိုယ့်ရဲ့ဒီ chat ထဲရဟာတွေနဲ့ကွဲပြားမနေဘူးလားကွဲပြားနေတဲ့အချိန်မှာတစ်ခုခုရွေးရမယ်တစ်ခုခုရွေးရမယ်တကယ်ပဲငါ business ကိုစကားပြောတဲ့အလုပ်နဲ့တည်ဆောက်မှာလားဒါမှမဟုတ်တခြား choice လုပ်မလားကိုယ့်အကိုပြန်မေးလေဟုတ်တယ်မလားကျမပြန်မေးရမယ်တခြားလုပ်မလားတခြားလုပ်လို့ရတယ်ဥပမာထားပါတော့ small group လေးမှာဥပမာထားပါတော့ကျောင်းတစ်ကျောင်းမှာကျမဆရာဝင်လုပ်လိုက်မယ်ဒါဆိုရင်ကျမရဲ့ MC ဖြစ်တဲ့ Gemini ဆရာလုပ်တယ်ဆိုတော့ဟာကိုလည်းတက်ရောက်မှုရှိမယ် small community လေးမှာပဲပြောမယ်အပြင်မှာ public မှာစကားလုံးမှာမပြောဘူးပေါ့ဒါဆိုရင်ကျမကသွားပြီးတော့ဒီ house 3 Scorpio နည်းနည်းသူ့ကိုသွား please လိုက်တာပေါ့မဟုတ်ဘူးကျမက bigger community ကိုစကားပြောချင်ပြီငါ business ကိုငါချဲ့တော့မယ်ငါပတ်စံနေအများကြီးပို့လို့ချင်တယ်ဒါမှမဟုတ်ငါပို့ပြီးတော့အောင်မြင်ချင်တယ်ဒီထက်ပိုပြီး level တစ်ခုကိုတက်ချင်တယ်ဆိုရင်ကျမရဲ့ပြဿနာရှာနေတဲ့အဲ့နေရာတွေကိုသွားပြီး handle သွားလုပ်ရတယ်တေးချသွားပြီးအမဟို channel လေးရေးเนาะအဲ့မှာတေးချပေါ့เนาะကိုဘာဘယ်လို conversation တွေကကိုကိုတားဆီးထားတာလဲဘာလို့ expand မဖြစ်စေတာလဲဆိုတဲ့ဟာတွေကိုကျမကတောက်လျှောက်အလုံးလုံးလာလိုက်တဲ့အပေါ်မှာအဲ့ဒါတွေကိုတဖြည်းဖြည်းနဲ့ကြော်လွန်နိုင်သွားတယ်အခုဆိုရင်မကြောက်တော့လူရှိထွက်ရမှာလည်းမကြောက်ဘူးငါ့ကိုဘယ်လိုထင်ရမယ်ဆိုတာလည်းမကြောက်ဘူးငါ့ကိုဒီစကားပြောလိုက်လို့မှားသွားမှာလားဆိုတာလည်းမကြောက်တော့ဘူးအရင်တော့ကတောက်လျှောက်ကြောက်ခဲ့တာစက္ကန့်တိုင်းမှာကြောက်တာအဲ့လိုဟာမျိုးရှိတယ်ဆိုတော့အဲ့ဒါလေးကိုရှင်းပြချင်တာပေါ့နော်ဆိုတဲ့ခါကျတော့ဟိုဒါတွေကလိုအပ်ရင်လိုအပ်တယ်လို့heal လုပ်ရမယ်ဟာတွေအဲ့ကတော့မလိုအခုခုနပြောသလိုကျမဘာမှကိစ္စမရှိဘူးဘာမှ heal လုပ်စရာမလိုဘူးပေါ့အဲ့ဒီဆိုင်တော့ဘာမှပြဿနာသွားမရှာဘူးပေါ့တကယ်လိုအပ်ရင်လုပ်မယ်အဲ့တော့ကိုဘယ်ညာလိုအပ်လဲဆိုတော့ကိုပဲမေးရမှာပေါ့နော်အဲ့တော့ဒါတွေလုပ်မယ်ဆိုရင်ပြီးရင် expression step 1ဒီကိုနားလည်မယ်ဒီမှာကြည့်မယ် step 2ဒီ translate လုပ်မယ်เนาะဒီ framework နဲ့သုံးမယ်ပြီးရင် step 3ဒီ express လုပ်မယ်အဲ့ကျရင်ကိုက content ဖန်တီးမှာလား offer တွေဖန်တီးမှာလား teaching လုပ်မှာလား networking လုပ်မှာလား leadership နေရာနေစဉ်းစားမှာလား visibility ကနေစဉ်းစားမှာလားတခုခုတော့ကိုကရွေးချယ်ရလိမ့်မယ်ဘာလို့လဲဆိုတော့ဒီကိုလာနာထောင်ကြတယ်ဆိုကြတဲ့တခုတော့လုပ်ချင်လို့လေနော်တခုခုလုပ်ချင်လို့ကိုအတွက်တော့၎င်းကိုရဲ့ product တို့မို့ service အတွက်တော့၎င်း branding လုပ်ချင်လို့ဒါလာပြီးတော့နားထောင်တာလို့ယူဆတယ်အဲ့လိုလုပ်မယ်ဆိုရင်ဒီ6ခုတွေကနေတခုခုမှာတော့ကို mastery ဖြစ်အောင်ကိုတကယ်ကို market ထဲမှာတကယ်ကိုပြနိုင်တဲ့လူတယောက်ဖြစ်အောင်ကိုလည်း comfortable ဖြစ်ရမယ်တစ်ဖက်မှာလည်းကွာကိုလည်း comfortable ဖြစ်ရမယ်တကယ်လေးထိရောက်မှုရှိရမယ်ဆိုရယ် strategy ကိုပြန်ပြီးတော့ဆွဲစီချင်တယ်အဲ့လိုဆွဲကြည့်ပြီးရင်ကိုဆိုင်တွေအကုန်လုံးလေ့လာလိုက်ပြီးရင်ငါရဲ့ဘယ်ဆိုင်ကငါသွားမဲ့ကိုအတွက်တက်ရောက်မှုအရှိဆုံးလဲဥပမာကျမဆိုရင်ကျမအမြင်နဲ့ပြန်ဆွဲချတာမွန်ဆိုင်ကပြန်ဆွဲချတယ်ပင်မန်းနဲ့အလုံးမလုံးချင်ဘူးပြင်းနဲ့ဒါတွေကအမြင်နဲ့ပြန်ဆွဲချတယ်အဲ့တော့နည်းနည်းလေးသူ့ကို please လုပ်ရတယ်ကွာသိလားအလုပ်လုပ်တာခဏလေးပြီးလို့ရှိရင်ရုပ်ရှင်ပေးကြည့်မှာအဲ့လိုပုံစံမျိုးတစ်ပတ်ကိုတစ်ရက်ရုပ်ရှင်ကြည့်ရအသေးကြည့်ရရုပ်ရှင်တစ်ပတ်ကိုတစ်ရက်သူ့ကိုလုံးဝမွန်ဆိုင်ကိုလုံးဝ please လုပ်ပေးလိုက်တယ်တစ်ပတ်တစ်ရက်ကျန်တဲ့6ရက်တော့အလုပ်လုပ်ရမယ်နော်အဲ့လိုပုံစံမျိုးမဟုတ်လို့ရှိရင်ကျမလုံးဝအလုံးမလုပ်ရှင်တဲ့အထက်မှာပါဆိုတဲ့အခါကျတော့ဒါမွန်ဆိုင်ကြအဲဆိုတဲ့အခါကျဒါလေးတွေရှင်းပြတာပါကိုလေဆိုတဲ့အခါဒီလိုရဲ့နည်းနားလေလိမ့်မယ်လို့ထင်တယ်အာကျမနောက်ဆုံးရှိသေးလားနားလေးကြည့်ထိုင်အဓိကဒီ model ဝယ်ပြောပြချင်တယ်အော်ကျန်သေးတယ်ဟာနားလေးနော် action plan အရင်က action လုပ်ချင်တဲ့ဆရာမဆိုတဲ့အခါကျတော့အလကားနားထောင်လို့တော့မရဘူး core brand ကို define လုပ် okay sun ကိုကဒါလေးကိုလည်း screenshot ကိုကွာ မရ လက်ကချတောင်းလို့မရ အကျိုးကျေးဇူးလေးတစ်ခုခုရသွားစေချင်တာပါသိလားကိုယ့်ရဲ့ brand ကို activate စလုပ်တော့မယ်အရှိမကိုဟိုနားလည်လိုက်တာလေးရှိမယ်တိတ်မရှင်းတာလေးရှိမယ်ကိစ္စမရှိဘူးဒီမှာပြန်လုပ်မယ်ကိုယ့်ရဲ့ core brand ကို define ပြန်လုပ်မယ်စမ်းကပါလဲ purpose ကပါလဲခုနပြောသလိုငါကဘယ်လိုပုံစံမျိုးနဲ့နာမည်ကြီးချင်တာလဲ branding တိဆောက်ချင်တာလဲနာမည်ကြီးတယ်ဆိုတော့မကောင်းမမြင်နဲ့เนาะကောင်းတယ်ဥပမာထားပါတော့ကျမကတစ်ပင်နေစိုက်ကြရအောင်လို့ပြောတာနဲ့ Bill Gates ကတစ်ပင်နေစိုက်ကြရအောင်လို့ပြောတာနဲ့ impact မတူဘူးကွာသိလားဆိုတဲ့ခါကျတော့ကိုယ့်ရဲ့ impact ကျေပြန့်လာတဲ့ရွေးကောင်းတာလုပ်ရင်လည်းကောင်းတယ်ပေါ့နော်အဲ့ပြီး my promise ကိုယ့်ရဲ့ moon ကကိုယ်နဲ့ interact လုပ်ပြီးတဲ့အချိန်မှာလူတွေကိုဘယ်လိုခံစားရစေချင်တယ်လဲ
ဘယ်လိုမျိုးလေးဖြစ်သွားစေချင်တယ်လဲပြီးရင်ကိုယ့်ရဲ့ brand reputation ဘယ်လို expertise နဲ့ကိုကနာမည်ကြီးချင်တာလဲဥပမာကျွန်မရဲ့ MC ဆိုချင်မတိုင်းဖြစ်တဲ့ကျွန်မဒီရေးသားတဲ့အလုပ်တွေပြောဆိုတဲ့အလုပ်တွေ thinking process တွေအဲ့ဒါတွေမှာအားလဲတာတယ်သုံးလဲသုံးရတယ်မသုံးလို့မရဘူးမသုံးလို့ရှိရင်ကိုက destiny ကိုမလုံးတယ်လို့ဖြစ်နေတာပေါ့နော်ဆိုတဲ့အခါသုံးရတယ်ပြီးလို့ရှိရင် brand new hexagon ဘယ်လိုတည်ဆောက်မလဲ values ကိုယ့်ရဲ့ value analysis ပြန်လုပ် analysis ပြန်လုပ်ပြီးလို့ရှိရင် value တွေကဘာတွေတော့ငါရဲ့ top 5 value ကဘာလဲငါတကယ်ကိုငွေနဲ့လဲပြီးတော့ရောင်းမစားမဲ့ top 5 value တွေပါလဲပြီးရင်ကိုယ့်ရဲ့ appearance မှာကိုလိုအပ်နေတာရှိသလား behavior ငါရဲ့အလုပ်လုပ်ပုံတွေငါရဲ့ပြောပုံဆိုပုံတွေမှာဘာတွေဖြစ်နေလဲ action ယူတဲ့နေရာတွေမှာဘာတွေလိုနေတာရှိသလဲပြန်ကြည့်ငါရဲ့ communication တွေမှာဘာတွေလုပ်နေပြီလဲ already ဘာတွေလုပ်နေပြီလဲဘာတွေလုပ်ဖို့လိုသေးတယ်လဲပြန်ကြည့်ပြီးရင် ability ငါရဲ့သူများနဲ့မတူတော့ငါရဲ့ပြောရမယ်ဆိုရင် unique selling point ပေါ့ငါရဲ့စွမ်းဆောင်ရည်တွေကသူများထက်ကိုပိုတာပြီးလုပ်နိုင်တဲ့ဟာတွေကဘာတွေလဲပေါ့ပြောရမယ်ဆိုလို့ကျမကတော့ဘာတစ်ခုမှသူများထက်မတာပါဘူးအဲ့လိုမပြောနဲ့ဘာဖြစ်လို့လူတိုင်းကတစ်ခုမဟုတ်တစ်ခုတော့တာတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုစဉ်းစားကြည့်ပြီးရင် trust ဘယ်နေရာမှာငါ trust တိဆောက်ချင်တာလဲပြီးရင် three visibility action visibility အမှန်တကယ်တော့အဲ့ဒါ1 2 3 4လို့ရေးထားတာဘယ်လိုလုပ်1111ဖြစ် visibility action ကိုအခုကနေစားအချိန်မတတ်မှတ်ပေးထားဘူး maybe အခုကနေတစ်နှစ်တွင်းလည်းဖြစ်နိုင်တယ်အခုကနေ6လတွင်းလည်းဖြစ်နိုင်တယ်အခုကနေ3လတွင်းလည်းဖြစ်နိုင်တယ်အခုကနေ1လတွင်းလည်းဖြစ်နိုင်တယ် visibility action 3ခုရွှေ့ပေးအဲ့ဒါမှဒီမှာထိုင်ပြီးတော့လာနာထောင်ရတာအကျိုးရှိမှာပေါ့နော်ပြီးရင်90 days brand activation plan ဘာကိုမလုပ်တော့ဘူးလေငါဥမာဆိုရင်ငါကဒီကိစ္စနဲ့ပတ်သက်ပြီးငါအရင်ကြီးအပြစ်မတင်တော့ဘူးဒါမှမဟုတ်လို့ရှိရင်ငါအကျိုးမရှိတဲ့ဟာတွေငါမလုပ်တော့ဘူးရက်လိုက်မယ် start doing ဘာတွေစလုပ်မလဲပြီးရင်ဘာတွေကတော့အခုလုပ်နေတဲ့ຢာတွေကိုဆက်ပြီးလုပ်နေမလဲ stop ရ start ရ continue ရကိုတကယ်ပဲရေးကြည့်လိုက်လို့ရှိရင်ကိုယ့်အတွက်ကောင်းလေး action plan တခုရသွားပြီပေါ့နော်အဲ့ဒါလေးကိုလုပ်ကြည့်စေချင်တယ်ဒါတော့ကျွန်မရဲ့လက်ဆောင်ပေါ့နော်ပေးလိုက်တာဆိုတဲ့အခါကျတော့ chat ကကျတော့ nature ကိုပြောတာအဲ့တော့ chat ကမွေးလာကြတဲ့ပါပြီးသားကျမတို့ကရွေးချယ်စရာမရှိဘူးအခုချိန်ကျမှခိုင်းလို့ရင်ချက်မနိုင်မဖြစ်ပါနဲ့လို့ပြောလို့မရဘူးကျမတို့ဖြစ်နေပြီ already တဲ့အဲ့တော့ဘာမှလုပ်လို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့ action တွေကိုရွေးချယ်လို့ရတယ် action တွေကိုရွေးချယ်ရင်းနဲ့ reputation ဆိုတာဖြစ်လာမှာပေါ့နော်အဲ့ဒါလေး sharing လုပ်ချင်ပါတယ်ကျေးဇူးများတင်ပါတယ်နောက်ပြီးတော့မှသိချင်တာပါညာရှင်မင်းတော့အခုကဒီချက်ကိုပြန်ပြီးတော့ဟိုဟာလေးလုပ်လိုက်မယ်host လေးလုပ်လိုက်မယ်ဒီချက်ကိုလေဘာလေးတွေးမိလဲပေါ့ဟို comment ပဲလေးပေးလို့ရတယ်ပေါ့နော်ကိုတွေးမိတာလေးတွေရှိသူအများကြီးတင်ပါတယ် so much to think about အင်စာရေးလည်းပေးတာကြံကြီးလာထားတော့မှအင်စာပေးပစ်တာမရဘူးတွေ့လား master ဖြစ်မှရ mastery ပဲနော် just kidding okay ခုနကမဟုတ်မထက်ကြီးပြောတဲ့အဲ့ ASK model ဟာလေးမှာအဲ့ K ပျောက်သွားတယ်ဆိုတာတိတ်တိတ်ပဲရှိရခုနချဲကိုပြောခဲ့တဲ့AI ခေတ်မှာ knowledge level ဒါ Bloom taxonomy သိတဲ့လူသိပါလိမ့်မယ်เนาะဒီ learning မှာဆိုလို့ရှိရင်ဒီဥစ္စာကဒီချဲတို့ကြတော့ education background လူတွေဒါမသိလို့ရှိရင်စာမိုးပဲဖုံးဆိုတန်းကြတာပဲအဲ့တော့ Bloom taxonomy မှာအောက်ဆုံးတွေက knowledge ဒီချဲတို့မြန်မာပြည်မှာအဓိကသင်တဲ့ပုံစံကလည်းတက်တွေ့ပြီလို့နှုတ်တိုက်ချက်ပြီးရင်အဲ့ဒါပြန်ဖြေအဲ့ဒါ knowledge level remember လို့ရင်စာမိုးပဲအောင်သွားပြီ understand လုပ်နိုင်ရင်ဒါဆရာတော်တော်ကြာနေပြီဒါပေမဲ့အခုနောက်ပိုင်းခေတ်ရဲ့ requirement က knowledge နောက်နဲ့တက်မလာနဲ့တော့အဲ့တော့ comprehension understanding ကကိုယ့်ရဲ့ level of intelligence skill လား apply လုပ်နိုင်ပလား apply မလုပ်နိုင်သေးဘူးဆိုရင်တော့မကြောက်နဲ့နည်းနည်းလေးသိနည်းနည်းလေး apply ဒီ comprehend နဲ့ apply နဲ့မှာအရှိအနောက်ပြေးလို့ရတယ် astro လေးလာနေတဲ့သူများလည်းမကြောက်ပါနဲ့တခုတည်တယ်ဥပမာမတ်တဲ့ပြပြမှာမုံဆိုင်ရလို့မလို့တလို့စမ်းလို့မလို့အဲ့ဟာလေးတခုကိုပဲရှိသမျှလူတွေကို repeatedly ဒီချေတို့က repetition ကနေ master ဖြစ်တဲ့လူတွေ Virgo တွေက because we can do it over and over until we master the craft ဆိုတဲ့အခါကျတော့ I can suggest to you please do this အဲ့တော့တခုတည်ရင်တခု apply လုပ်ကြည့်တခုတည်ရင်တခုနှစ်ခုတည်ရင်နှစ်ခုအဲ့လိုမသွားတဖြည်းဖြည်းနဲ့ analytical level တို့ဘာလို့ကြာတော့နည်းနည်းလေးပို့ပြီးတော့ cognitive demand ကပိုများလာပြီအဲ့ဒီအတွက်လိုအပ်ရင် mentor တွေခုမထက်ကြီးတို့လို consultant တွေကို honest analysis ကို break down လုပ်ပေးမဲ့သူတွေလိုအပ်တယ် synthesis လုပ်ဖို့ evaluate လုပ်ဖို့ mentor တွေလိုအပ်တယ်ကိုဘေးနာလူတွေကို honest feedback တွေလိုအပ်တယ်တချို့ကကြတော့ feedback ကိုတအားကြောက်တယ်ဒီချက်ကိုနိုင်အပါဝင် Virgo ဆိုတော့သူများသာ judge ချင်တာကိုလာ judge မကြိုက်ဘူးเนาะအဲ့ကကြတော့အဆင်မပြေခဲ့ဘူးဒါပေမဲ့အခုနောက်ပိုင်းမှာအဲ့ evaluation ကိုလက်ခံနိုင်တဲ့အခါမှာပို့ပြီးတော့လဲလွယ်ကူလာတယ်ရှေ့ဆက်တက်သွားဖို့อ่ะ
အကောင်းဆုံး supreme level ကတော့ when you are able to create အဲ့ create ကလည်း copy paste create မဟုတ်ဘူး from ခုနကပြောခဲ့တဲ့ Jero Leo မှာရှိတဲ့ကိုယ့်ရဲ့ဝါရှိလို့ပေးတဲ့ဟာကို weak ပြန်ဖြစ်အောင်လုပ်ပြီးတော့မှပေးတဲ့ဟာအဲ့တော့ဒါလေးကိုဒီလိုလေးပဲရောင်းတော့လဲပစ္စည်းရဒါပဲဒါပေမဲ့လို့ branding တို့ဘာလို့ strategy နဲ့တခြား packaging လေးလုပ်ပြီးတော့ပေးတဲ့အခါမှာ value ကအတိုင်းတက်သွားတာအဲ့ဒါမျိုးလေးတွေလည်းစဉ်းစားစရာပြီးတော့ teacher ခုနကပြောမယ်ဆိုတော့ Leo Aqua Axis shift လေးက just in time ဒါလေးကို teacher တို့အမှန်တော့ strategic astrology လဲစနေပြီဘာဖြစ်လို့ဒါကိုလုပ်လဲဆိုလို့ရှိရင် collective အတွက်အကျိုးရှိမှာပါit's not like ဒီချေတို့က business strategy ဒါဆိုလို့ရှိရင်ချေတို့ဒီမှာဒါထလုပ်ပေးစရာအကြောင်းမရှိဘူး we already have 40 students running with us in our programဒါပေမဲ့ you will need it you will need it တွေးစရာလေးတွေပေါ့နော်တွေးစရာလေးပြီးတော့ Leo Aqua Axis shift က July အခုဒီနှစ် July ကနေပြီးတော့2029အကုန်ထိသွားမှာအဲ့တော့ Leo ခုနချက်ပေါက်စေးမှာ Leo Sun Aqua ဘာ rising ဘာညာပြောရင်ကျမအမလီ oh my god ဆိုဘာလို့လဲဆိုတော့ you will be affected ဒါပေမဲ့ don't worry အဲ့ဒီ affected ဖြစ်တယ်ဆိုတာကကိုယ့်အတွက်အခုအချိန်မှာအချိန်မီသိလိုက်ရတဲ့အရာတွေကအားတာချက်ပဲအဲ့တော့ Leo ရဲ့ shadow လေးကဘာလဲ Leo ရဲ့ healthy expression ကဘာလဲစာလုပ်ကြည့်ပါသိလာလို့ရှိရင်ပြန်ပေးလာနိုင်မယ်အဲ့တော့ Leo ကငါမှရှိလို့အကွာသူများကိုမျှဝေနိုင်တယ်လို့ပြောတယ် Leo ကအကယ်၍မိပြလိုက်တဲ့ခုမှာ Leo ကအကယ်၍အထက်ကမိအိမ်လေးဆိုရင် Aquarius ကကြတော့ဒီ foundation ခန့် structure ကြီးအထက်မှာမိမရှိလို့လည်းလုံးမဖြစ်သလိုဒီ structure မရှိရင်လည်းလုံးမဖြစ်ဘူး Aquarius ကများတော့အဖြစ် emotion တွေကိုတိတ်လုံးမလို့ဘူးအဲ့ဒါကို balance လုပ်ဖို့ Leo ဆိုတာဟိုဘက်အချမ်းမှာရှိနေရတာမဟုတ်လို့ရှိရင်တစ်ဖက်ချမ်းမှာကြတော့ Leo က inner child လေးလိုမျိုး full expression ရှိတယ်ဒါပေမဲ့အဲ့ expression က is here to create something for the benefits of many ဒါဒီ community aqua ရဲ့ theme နေဖြစ်သွားပြီဟို astro တွေပြောနေတော့မသိလဲစားတန်းကြီးခံပြီးသားနားထောင်ကြပါเนาะဆိုတော့အဲ့ဒါလေးတစ်ချက်ပြီးတော့ Pluto in Aquarius shift ကလည်းအဲ့ဘက်ကိုဆိုတော့အမှန်တမ်းပြောရရင်ဒီ Leo Aqua nodes တွေ shift ဖြစ်တာဒီပြောရရင်အရေးကြီးတဲ့တာထွက် point လို့လည်းပြောလို့ရတယ်အဲ့ဒီအတွက်ကိုဥတည်ပြီးတော့စပြီးတော့ Aquarius က North Node ပြီးတော့ Leo က South Node ဆိုတော့အဲ့ဒီမှာ ego တအား Leo ရဲ့ shadow expression ဖြစ်တဲ့ ego တွေတအားများပြီးတော့ဟိုကိုဖန်တီးတာကိုပြကျင်တာပြဿနာမဟုတ်ဘူးဒါပေမဲ့မာန်မာနကြီးနဲ့ပြမယ် ego ကြီးနဲ့ပြမယ်ဆိုလို့ရှိရင်တော်တော်လုံးမဖြစ်တော့ဘူးရှေ့ရှောင်းမှာအဲ့တော့အဲ့ဥစ္စာလေးက something to take note ပြီးတော့ aqua ရဲ့ shadow ကြတော့သူများကိုလုပ်ပေးနိုင်တယ်ဒါပေမဲ့ aqua ဒီ thank you papa thank you so much နားလေနော် aqua ဒီသူကကြတော့ဗာလဲဆိုတော့ emotion တွေနဲ့အရန် detach ဖြစ်တယ် in touch မဖြစ်နေဘူးပြောင်းမြန်သူကခွာထားတာအဲ့တော့မချစ်တယ်လို့မဟုတ်ဘူးဒါပေမဲ့ this is their nature အဲ့ခါကျတော့ Leo ရဲ့ heart လေးကခုနပြောတဲ့မီးပြတဲ့ရဲ့အထက်က heart လေးမီးစာလေးကလိုအပ်တယ်ဒီ structure ကြီးက aqua ဖန်တီးပေးလိမ့်မယ်အဲ့တော့လိုအပ်တဲ့လူကကိုယ်လာရှာပလေးစေမထက်ကြီးခုနပြောရတဲ့အထက်မှာကိုက you have to put your work out there but the right people will see you so that the right people can see you not to ငါပြနိုင်တယ်ငါကြော်လိုက်တာငါဖြစ်လိုက်ကြွားဖို့မဟုတ်ဘူး but the right people the right community can find your light ဒီနေ့တင်ပါတယ်ဒါပါပဲမထက်ကြီးဘာပြောချင်အရှိသေးတယ်မသိ ဖြစ်ပါဦးတဲ့နားထောင်ပေးရတဲ့လေကျေးဇူးတင်ပါတယ်အများ ဟု ကြီး တ် ပြော ပါ လိုက်ရ တ တယ် နားကြီးခွဲလောက်တောင်ကြာတယ်ဟိုဘာတွေးမိလဲဘာရလဲပေါ့နော်အဲ့ဒါလေးဘာရဟိုဟာလေးပေါ့ဒီမှာတနိုင်ခွဲလောက်လာနာထောင်ရတာဘာလေး like insight တစ်ခုခုရလာအတွေးတစ်ခုခုရလာတာလေးသိချင်အင်းစား အင်စာရတယ်လေတဲ့ပျော်စရာကြီးမှန်လိုက်တာရှင်ဒါပိုက်စီလေးမှာတစ်ခွက်ပြတ်တာ 12 weeks program နဲ့ပေးမယ်နော်ကျွန်မအခုပေးမယ်ကျွန်မ ခုန မ က ပေး လေ တ တ တ် ယော ဘူး က် ခဏ ပေါ်မှာတယောက်တောင်းတယ်တစ်ချက် link မသိလို့မပေး ကျွန်မလည်းမသိဘူးခဏလေးတော့ထ ဒါ င်ကုန်ပြီ အစင်ပြေတာဟုတ် မလုပ်တတ်ဘူးအဲ့ဒါအဲ့ဒါလေးလည်းတခါလေးပြောချင်တာလေမေလို့ကိုအရန်သိပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အရန်အားနည်းချက်ကိုသိပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့
ကို့ဘေးနားမှာဘယ်သူတွေထားမလဲဆိုတာကိုရွေးချယ်လို့ရတယ်ကျမဆိုရင်ကျမရဲ့ team ကကျမရဲ့အားနည်းချက်အရာတွေအကုန်လုံးဖုံးဖိပြီးတော့ဖြည့်ဆည်းပေးနေလို့ပုံမှန်လင်းပြောရင်ဒီလောက်ရှိရှင်သန်နေနိုင်တာပေါ့နော်အများကြီး supporting ကို့တယောက်တည်းကကိုဘလို့မှမဖြစ်နိုင်ဘူးလို့ပုံစံမျိုးကျေးဇူးပါဒီမှာ အကိုက ပေး တော့ကို ထားတ ကို ယ် ရ ဒီမှာရဲရင်စာသူလည်းမသိဘူးပေးထားကျေးဇူးတင်ပါတယ်လင်လေးပေးထားတယ်ဒီမှာ ပြီးတော့လေ fear of visibility ရှိနေပြီးတော့ content ရှိနေတဲ့သူဒါပေမဲ့ fear of visibility ကြောင့်ဆိုလို့ရှိရင် nervous system healing များများလုပ်ပါဒီချက်အဲ့ဟာတွေကိုလည်းအဲ့ SKF မှာလည်းထည့်ပြောပြနေတယ်အဲ့ဒါကတကယ် major ပြဿနာလို့ဒီချက်ခုဒီနှစ်တည်းမှာပိုနားလဲပါဒီချက်လို့ဆို shadow work တွေအရင်တော့တအားလုပ်ခဲ့ကြတဲ့သူတွေရှိတယ်ဒီချက်လည်းအဲ့ဒါကိုအရန် guide လုပ်ခဲ့တယ်ဒါပေမဲ့ foundation က nervous system safety healing first then you should do the shadow work တချို့ကညံနဲ့အမြင်မလိုက်နိုင်ဘူးဘာလို့ဆိုတချို့ကကြတော့ safety first ဖြစ်တဲ့သူဟိုလိုဖြစ်တာပြောတာမဟုတ်ဘူးเนาะ some people are more water energy ဆန်တယ် safety ရှိမှလှုပ်ရှားနိုင်တယ်သူအဲ့ဒါကိုဒီချေတို့ကmercury သမားတွေကဘာလို့ဒါလေးကိုမလုပ်နိုင်တာလဲဆိုတာမလုပ်လို့မရအောင် we are very different nature အဲ့တော့သဘောပေါက်သွားတာက most people will need this nervous system safety first then you do your shadow work you will be able to you'll be more comfortable being seen for the right reasons KS ကလက်ထောင်တာမေးချင်တာရှိလို့ထင်တယ်နော်ဟုတ်ကဲ့ပါ ဟုတ် မင်္ဂလာပါ မင်္ဂလာ ဒီနေ့ sharing လုပ်ပေးတာကျေးဇူးအများကြီးတင်ပါတယ်အကျိုးအများကြီးရှိသွားပါတယ်ဟုတ် ဟုတ်ကဲ့ ဟိုဆရာမနဲ့ရောလို့ ဟုတ်ကဲ့ ဟိုလေမေးချင်တာကြတော့လေဟိုအဲ့ nervous system ပေါ့နော် nervous system အတွက်ကိုနေ့စဉ်လုပ်လို့ရတဲ့ very practical and constructive ဖြစ်တဲ့ဟိုpractice တွေဆိုဘာများဖြစ်မလဲ9မိနစ်ပေါ့3မိနစ်ပေါ့ live လောက်လုပ်သွားမှာဆိုရင် ဟုတ်ဟိုပါလေ she breath ဆိုရဲဟို series လေး YouTube မှာလည်းရှိရဲ့အဲ့ဆရာမလေးက7 minute စီသူကဥမာ anxiety အတွက် stress အတွက်ဘာအတွက်ဆိုပြီးသူပြောတာလေးရှိရဲ့ somatic exercise တွေလုပ်လို့ရတယ်နံပါတ်1က somatic ဆိုတာ body ကိုလှုပ်ရှားပေးခြင်းဖြင့်လုပ်တဲ့ဟာအဲ့တော့ yoga ပါတယ် stretching ပါတယ်နောက်ပြီးတော့ breath work တွေလုပ်ပေးလို့ရတယ် breath work လုပ်တဲ့အခါကျရင်ပြီးတော့ reiki ပါတယ်ဒီချိန်ကတော့ personally reiki နဲ့ပို့ပြီးတော့ connected ဖြစ်ခဲ့ပါတယ်အဲ့တော့တယောက်တော့ဘယ်ဟာကဟိုဘာခေါ်မလဲအလင်းပေးသွားတဲ့အရာဖြစ်မလဲတော့မသိဘူးဒါပေမဲ့စမ်းကြည့်ပါတချို့ affirmation တွေနဲ့ဟောင်းတော့လည်းမပြောင်းနေဘူး changes တွေမဖြစ်ဘူးဆိုတာအဲ့ဒါလည်းပါလိမ့်မယ် that you know it in your head but your body refuse to move towards the change ဟုတ်ကဲ့ကျေးဇူးပါဟိုပြီးတော့ဒီ workshop ကနေပါရသွားလဲဆိုတော့ဟိုအရင်တော့ကြားဦးတာပေါ့နော်တချို့နေရာတွေမှာ grow မဖြစ်ဘူးဆိုတာဒီဘာလဲnon note ဟုတ်တယ်non note ဟိုမလိုက်လို့ပြောတယ်ပေါ့နော်ဒီမှာတော့အဲ့လို astrology ကို blueprint ထားပြီးတော့ဟိုဆွဲတဲ့ပုံလေးဆိုတော့လေ sustainable ဖြစ်တယ်လို့တော့ထင်ပါတယ်ဟုတ်ကျေးဇူးပါလွယ်တော့မလွယ်ဘူးလုပ်လို့ရပါတယ်ဖြည်းဖြည်းချင်းရွှေ့ကြည့်ပေါ့နော် South Node ကလွယ်လွန်းတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ inventory tools တွေမှာဒါကတော့ငါရဲ့ skill တစ်ခုအနေနဲ့ဆိုပြီးတင်ထားပြီးတော့သူ့ကိုသုံးရမှာတချို့တွေကနားလည်လိုက်တာဟော North Node ကိုသွားရမယ်ဆိုတော့ South Node ကိုပလစ်လိုက်အဲ့လိုမဟုတ်ငကားမီငကားကောင်းနှစ်ခုလုံးရေးကြည့်တယ်အဲ့တော့ you have to make use of what you already have but you have to grow towards something else နှုတ်တက်ပါဆရာမဟုတ်ဒီချက်ထက်အဲ့လေးနည်းနည်းဖြည့်ပြီးပြောလို့ရလား Oh yeah of course ဟုတ်လေအဲ့ဒီ nervous system regulation ပေါ့နော်ကျမတို့ကအဓိက healthy nervous system ကိုဖြစ်ချင်တာပေါ့ healthy nervous system ဆိုတာဘာလဲဆိုတချို့လူတွေကထင်ကြတယ် healthy nervous system ဆိုတာလုံးဝ stress မဖြစ်တော့တာလားမဟုတ်ဘူး stress ဆိုတာဖြစ်မှာပဲသူကအုံနောက်ရဲ့အလုပ်လုပ်ပုံပဲကိုဟိုသဘောမကျတဲ့အရာတစ်ခုဖြစ်တယ်ကိုကြောက်တဲ့အရာတစ်ခုဖြစ်တယ်ဆိုရင်ခုနကလိုသက်ရှူမြန်လာတာတို့ဒါတွေက stress ဆိုတာဒါဖြစ်ကိုဖြစ်တဲ့ body ရဲ့ symptom တစ်ခုပဲလေเนาะအဲ့တော့ခါကျတော့ဟို stress များတာမကောင်းတာမဟုတ်ဘူးတခါတလေကြားလို့အဲ့လိုပဲ depression လို့ဘာလို့ခံစားရတယ်စိတ်ကဘာမှလုပ်လို့မရဘူးဆိုလို့ရှင်အဲ့ဒါကို cold state လို့ခေါ်တာပေါ့ကျမတို့ hot state နဲ့ cold state ဆိုနှစ်ခုရှိရပါဘော nervous system ဆိုတာခုနပြောသလို fight or flight ပေါ့နော်ငါချမယ် fight မယ်ဒါမှမဟုတ်လည်းထွက်ပြေးမယ်ဒါဒီ fight or flight ဖြစ်တယ် stress များလို့ရှင်ဖြစ်တဲ့ဟာဟိုကကြတော့နည်းနည်းလို့ depression ဖြစ်သလိုလို့ဘာမှမလုပ်ချင်မကိုင်းချင်သလိုလို့အဲ့ရထဲမှာတနေကုန်နေချင်သလိုလို့ဘာ action မှထမယူချင်ဘူးအဲ့ဒါက cold state ကိုခေါ်တာပေါ့အဲ့တော့ nervous system အဲ့ဒီ hot state တွေ cold state တွေကိုမရှိတာမဟုတ်ဘူးရှိတယ်ဒါပေမဲ့ခက်မြန်မြန်လေးအလေကောင်ကကျမတို့ window of tolerance ဆိုတာရှိတယ်အဲ့ window of tolerance ကို
တချို့ထက်တစ်ခုလေးရှင်း window of tolerance ကိုပြန်လာတာပေါ့နော် window of tolerance ကိုပြန်လာချင်တာမြင့်မြင့်ပြန်လာချင်တာ လေးအဲ့ဒါ recording လုပ်နေတာ SKF မှာ ကောင်းနေချက် အဲ့ပန် ဘလောက်မြန်ဒီ state ကိုပြန်လာနိုင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဆိုတာကိုပြောတာအဲ့တော့ stress မဖြစ်တော့တာမဟုတ်ဘူးဒါပေမဲ့ stress ကိုနိုင်ပေါင်းများစွာဖြစ်နေတာမဟုတ်ဘဲနဲ့ stress ဖြစ်ပြီးတော့10 second အတွင်း10 minute အတွင်းမှာ window of tolerance ကိုပြန်လာတာ window of tolerance state ဆိုတာ grounded state ဖြစ်တယ် flexible ဖြစ်တယ် open ဖြစ်တယ် present ဖြစ်တယ်ပုံမှန်အခြေအနေပေါ့ကွာ emotionally self regulate လုပ်နိုင်တယ်အဲ့မှာ state ကိုရောက်သွားရင် high energy flight တွေဖြစ်လာမယ် anxiety ဖြစ်တယ်ဒေါသထွက်တယ် overwhelm ဖြစ်တယ် chaotic တွေဖြစ်မယ် calm state မှာဆိုလို့ရှိရင် hypo arousal shut down ဖြစ်တယ်ဘယ်သူမှpassive တွေဖြစ်သွားတယ် freeze ဖြစ်သွားတယ် shame တွေဖြစ်တယ်ဒါက hypo arousal ပေါ့ okay ဒီနေရာကိုရောက်သွားပြီ hyper arousal state ကိုရောက်သွားပြီဆိုဒီကိုဘယ်လိုပြန်လာမလဲဆိုလို့ရှိရင်အဲ့ breath work မှာဆိုရင်ဒီချက်ခုနပြောတယ် calm ဖြစ်တဲ့ breath work တွေကိုပြန်ပြီးလုပ်ရတယ်အဲ့အချိန်မှာဆိုလို့ရှိရင် hyper arousal ဖြစ်နေတဲ့အချိန်မှာလမ်းမြန်မရှောင်ရဘူးဘာဖြစ်လို့လဲဆိုတော့ it's like you are already hyper aroused ကွာပြောချင်တာကိုယ်ခန္ဓာကိုယ်ဆိုတာပေါ့အဲ့ဒီခါကျတော့မဟုတ်ဘဲနဲ့ calm down လုပ်တဲ့ဥမာဖြည်းဖြည်းလေးသွားတဲ့ breath work တွေအဲ့လိုမျိုးတွေကိုလုပ်ရမှာပေါ့နော်ပြောရမယ်ဆိုရင်ဥမာ hypo arousal ဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင် channeling မလုပ်ရဘူးဘာလို့လဲဆိုတော့ပို့ပြီး depression ဖြစ်တယ်စဉ်းစားကြည့် depression ဖြစ်နေပါရဲ့ဆိုမှကိုက depress ဖြစ်စရာ shadow work တွေကိုပို့လုပ်မယ်ဆိုရင် तू ကပို့ပြီးတော့ deeper level ကိုသွားမှာအဲ့လိုမဟုတ်ဘူးဒီအချိန်မှာ journaling လုပ်လို့ရတယ် hyper ဖြစ်တဲ့အချိန်မှာ journaling လုပ်လို့ရတယ်ဒီ hypo ဖြစ်တဲ့အချိန်မှာ journaling လုပ်ရမှာမဟုတ်ဘူးဖြည်းဖြည်းလေးလမ်းထလျှောက်ရမှာဒီကောင်ကိုပြန်သွားချင်တာ action ကိုနည်းနည်းလေးပြန်ယူချင်တာ hypo arousal ဖြစ်တဲ့အချိန်မှာလေ gym တန်းသွားလို့မရဘူးlike အရန်ကို aggressive ဖြစ်တဲ့ exercise လုပ်လို့မရဘူးသူ့မှာ energy မရှိနေဘူးအဲ့ရတဲ့ကတော့မနေ့ကုန်းယုံပြီးထနေရပါတယ်ဆိုမှဟုတ်တယ်မလားအဲ့ခါကျတော့ကျမတို့ကဒီကနေဒီကိုကူးမဲ့ state တွေမှာဘယ်ဟာကငါအတွက်အကောင်းဆုံးလဲဆိုတာကြတော့တဲ့ကိုယ့်ဘာသာကိုနီးလန်းပေါင်းစုံကိုသုံးကြည့်ပြီးတော့ research လုပ်ကြည့်ရတာကိုယ့် body နဲ့သူများ body နဲ့မတူတဲ့အတွက်ကြောင့်မို့လို့တဲ့အဲ့အကြောင်းမလို့နီးလန်းတွေကတော့အများကြီးရှိခုနလို breath work တွေလည်းရှိတယ်လေ့ကျင့်ခန်းလုပ်တဲ့ဟာရှိတယ်လမ်းလျှောက်တဲ့ဟာရှိတယ် there are a lot of type of ဟိုပေါ့နော် remedies တွေရှိတယ်ဒါပေမဲ့ကိုယ်ခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့ physical body အကုန်လုံးကိုသုံးကြည့်ပြီးတော့ तू က channel လုပ်ကြည့်ရတယ်တဲ့ငါဒီခါကိုသုံးကြည့်လိုက်တယ်အဲ့ဒီချိန်မှာဒီလိုဖြစ်သွားတယ်မြန်ငါတို့နဲ့စသဖြင့်အဲ့လိုမျိုးလုပ်လေ तू ကကိုယ့် body ကိုနားလည်ပြီးတော့ကို own remedy ကိုယ့်ဘာသာကို structure ကိုတိဆောက်ထားရတာပေါ့နော်အဲ့ဒီသဘောပေါ့အဲ့ဒါလေးကို sharing လုပ်ချင်တာပါကျေးဇူးများတင်ပါတယ်အချိန်ပေးတာချင်းမထက်ရီဒီချက်ကိုလည်း host တစ်ချက်လောက်ပြန်ပေးပါလား yeah ဒီချက်အဲ့ဒီဥစ္စာကိုပဲဒီနေ့လေးပဲဟိုဟာလုပ်ထားအော်ရပြီဒီချက်မြင်ရလားယင်ဟုတ်မြင်ရတယ်အော် okay အဲ့ဒါခုနကမထက်ရီပြောတဲ့ဟာပါဒါဒီချက်အဲ့ဒီ SKF module part 3 module ဘယ်မှာလဲမမှတ်မိတော့အမှပါတယ်ပေါ့နော်ဒါခုနမထက်ရီပြောတဲ့ hypo arousal နဲ့ hyper arousal window of tolerance ကိုပြန်ပြီးလာသွားဖို့အမှတစ်ချက်ပြချင်တာကဒီကနှစ်မျိုးပေါ့နော် top down ရှိတယ် tools က tool box နှစ်မျိုးရှိတယ် top down tools ရှိတယ်မထက်ပြောရသလိုပဲ journaling ဘာညာလုပ်တဲ့ဟာဘယ်အချိန်မှလဲဆိုတာပေါ့နော်ဒါပေမဲ့ again ဟိုဘယ်လိုကောမလဲ standardized script ကတော့ဒါတရားဆိုရင်ဒါတတိထားတာတို့ရှိပေမဲ့လို့တခါတလေဒီချေတို့ဒီဟာလေးပေါ့နော် when you are highly activated က usually at the body safety first mind ကိုသွားအလုပ်မလုပ်နဲ့အဲ့တော့ body safety ကြမလို့exercise ဆိုတာအထက်ကို slow down လုပ်ရဖို့လိုတာမျိုးဆိုရင်ရုပ်စွာအစုံ body ဆိုတဲ့နေရာမှာ humming လုပ်လို့တောင်ရတယ် like အဲ့ဒါလေးကfirst thing that you do to regulate ကလေးတွေကြာချေတို့ကဒီလွယ်တာလေးသင်ပေးရတာပေါ့နော်ပြီးရင်ဒီချေတို့ဒီ physical level ကိုသွားပြီးတော့ breathing in ကို out ကိုကလေးတွေကိုတူတူလေးသင်ပေးတယ် breathe in out အဲ့ဒီမှာ anger management ကလေးတွေဆိုရင်အဲ့ဒါအရင်သင်ရအဲ့ခါကျရင်သူတို့တွေ9កောင်လောက်ဆိုတော်တော်လေးအဆင်ပြေတယ်တချို့ဆိုရင်kinesthetic learner လို့ခေါ်တာပေါ့နော်လက်စုပ်လက်ကင်နဲ့မြင်ရမှာတွေ့ရမှာ texture ကိုကိုင်ရမှာလှုပ်ရှားကိုယ်တိုင်လက်တစ်ခုခုလုပ်ရမှာဆိုတဲ့လူဆိုလို့ကလေးမျိုးဆိုရင်ဒီချေတို့ကအဲ့ lava lamp လေးရေဘူးထဲမှာအဲ့လိုဘာခေါ်လဲlava လိုဟာလေးတွေပေါ့နော်ထည့်ထားပြီးတော့အယောင်ဆုံးပြီးအယုတ်ကလေးတွေဒီလိုလေးရေဘူးလေးကို collapse ဆိုလို့အဲ့ဒါလေးကိုကြာလာတာလေးကိုကြည့်သူတို့အဲ့ဒါကိုကြည့်ပြီးတော့ calm down ဖြစ်တာ
အဲ့လောက်ထိကိုP1 P2 ကလေး level မှာကြတော့လေဒါပေမဲ့ကိုလည်းကလေးပဲလေနော်အဲ့တော့ကိုနီကိုဟန်နဲ့ရှာကြည့်ကြည့်ပါဘယ်ဟာကိုနဲ့ကြိုက်တယ်လဲတီချယ်တို့ပြောပြလို့မရဘူးနော်မတဲ့ခုပြောပြတာလေးအကွက်တိပဲ yes you cannot do a standardized thing for everybody ကျေးဇူးပါ ကျေးဇူးပါ so ကျေးဇူး good တင်ပါတယ်အချိန်ပေးပြီးတော့နားထောင်တာ ကဲဒါဆိုလို့ရှိရင် good အဲ night တတာပါ good night ပါ thank you everybody ဟုတ်တယ် coping mechanism မတူပါဘူး